นับสุเมสิโนปัทมาเดียโมคิดได้มาสุเมปีมาเดียโมปีมาตะปสุเปเสชิเนตัวอาชีพปีนี้มาเนาะจะโน้ตตั้งขนาดเกิดมาสุโรดูไม่เล่เสียแล้วละขนาดเล็กพิเศษไม่ได้แต่ในเบจได้จอดจะน้อยช้าจะอยู่ที่ไหนทุกคนโอ้ยังไปกับขอเราตัวมาเอาเราแบบพิจารณาคือสมัยพิจารณาสุดยอดแต่เช่นนับเราสุดยอดไหมสมัยเรียนนักเราที่นี่เราไม่สุดเลยทุกการเน้นไปอะไรตัวมาสปินสมัยเราเลยสุดเลยที่นี่เรามาฝึกดูแต่แบบจุดแต่แบบฝึกร้องขันอะไรจอดเรามาเล่นกูเลยสุดร้องไปบ้างเดี๋ยวนี้ไปเน้นมาตัวออฟนะอ๋อเมียที่เสียเราตัวเสียชีวิตเราเป็นการสมัยเรียนดูบ่ที่มาพัฒนาสุดเราจะรู้เป็นละมาเลยอะไรจอดตัวเด็กสุดร้องไปบ้างลูกเนาะตัวนั้นเนี่ยได้ปุ๊บเรามาด้วยพี่เนาะสุดเราคุณเราเชื่อมาสักกี่เล่มแต่ชิ้นที่พอเราสุดเป็นผู้ใหญ่ที่สุดเรามาเก็บไว้แล้วเนาะอารมณ์แบบนี้โลไล่รถเดินไทยโบกันเทลที่อารมณ์เป็นมิกลาวาที่เดพยาจิมันแค่ได้แค่นิกุนมองว่ารูปยาตดีกองจิเปวาเซ่เมื่อถึงชั้นนั้นงากับยาฟุตุติกันชั้นนั้นให้กันซาเดินทางมาจากที่ดินกันสมนะ
in no line naganti bibia bangin nindiang hintein ganun greng tule apa som keng tu boy na si ka boy zisu but chen la ka tung ka pia fu tuk shin shang ne Jika lucu ni orang muka ni ni, leceh masuk ni orang dia muka cina. Jadi kau cipi bahasa, ni boleh dia mungkin sedang dia tunggu bahasa, yang kucing juga ni, jenuru pembahasan masih ada, aku ambil pembiasa kini sudah ada. Kalau jika orang tak ada kau malah kinja magono, tua. Siapa phone number Facebook share စီမှာတော့လို့ရတယ်နော်ကျွန်တော်ပလောမှာနေတော့ကလေကျွန်တော်ခုစင်မှာစေတောင်းအောင်လားခုစင်မှာမမွေးချက်တယ်ခုနော်ခုစင်မှာစေတောင်းအောင်တော့ပလောမှာအောက်ဆိုကြီးရုံမှာလောက်တယ်အဲ့ဒါကပလောအခုမြို့မှာရှင်းနာမှာလေ TikTok ယူရှိတယ်အဲ့ဒါမှာဗီဒီယိုယူကြီးကြီးရှိတယ်ကျွန်တော်ဦးလေးအကြောင်းဆရာကျွန်တော်ကြောင်းပါမှနေတယ်ကဘွားငယ်ငယ်ကျွန်တော်ဘွားချပြီးပြန်လာတယ်ပြချင်းကူတော့မသိတော့ဘူးပြန်လာမယ်ဆိုတော့မသိတော့ဘူးအဲ့လိုကျွန်တော်ပြန်လာတယ်ဦးလေးကလည်းကောက်ကနေဆောက်ပြီးတော့ဒီကဆောက်နေသူမတော့နေစိတ်တော့မတူဘူးနော်အဲ့ဒါတချင်းနဲ့ကိုတမီးဆိုတဲ့တချင်းကနော်အော်ပြပါတော့ဥပမာပြောပြန်လွန်လွန်ဆာမထမ်းပြီးတော့တချင်းဆိုတာတဲ့နော်ဘုရားကျောင်းမှာတချင်းဆိုတာကိုကောင်းတယ်ဟုတ်လားအဲ့ဒါတော့ဘုရားကိုချင်းမရဘူးခုနတချင်းကနော်ဘယ်ရှင်တကားထဲဘယ်ရှင်ဘုရားတကားထဲဘုရားတခင်တကားထဲတခင်ကိုကုပဲခွင့်ရတာကျေယူတင်နေဆာလန်ကျန်30တော့ငယ်စိတ်မှာပါတွေ့လေဘုရားသခင်ဆွဲကောက်ထားသောလူမျိုးတို့ဒီမင်္ဂလာရှိတဲ့ဘုရားသခင်ကအမွေခံပူတာတို့ဆွဲကောက်ထားတဲ့လူမျိုးတို့ဒီမင်္ဂလာရှိတဲ့ကျွန်တော်ချင်းလူမျိုးတွေနော်ဘလို့ရှိရဲလေနော်ဘုရားသခင်ကကျွန်တော်တို့ကိုတူတာတမီဖြစ်ဖို့ရကဲတင်ချီရရှိဖို့ရတဲ့ဝူးပြလေတစ်ဖက်ကနေနော်အင်္ဂလိပ်ဒီကွန်မရှင်နရီလာတော့ပြီးမှကျွန်တော်တို့ချင်းပြနေကြောက်တာကျွန်တော်တို့ခဏလေးပြောပြလိုက်မယ်နော်
โอ้บ่ว่าปีกบูรัวปาตารีเนาะตะเทรีเมียจีเบอสิเปกะเดียวนั่นคอมมิวนิตี้กะเนาะตะเทรีเมียจีเบอันนอกเปกะอินเดียนั่นกะลารีมุสลิมฮินดูรีเมียจีเบเนาะဒီဟာလေးကိုကြော်ပြီးမှကျွန်တော်တို့ချစ်တော်ကိုတက်လာတာစဉ်းစားကြည့်ဘုရားသခင်ကသူတို့ကိုဆေးထွက်တာမဆေးလို့ကျွန်တော်ချစ်တော်ကိုရောက်စားကြောင်းမရှိဘူးနော်အိုးကျွန်တော်တို့မပြောနဲ့ကျွန်တော်တို့ငငယ်တုန်းကမိဘတွေနော်ချေချင်းနဲ့မရှိသေးတာကျွန်တော်ထန်တလန်ကကျွန်တော်ထန်တလန်နဲ့ဘယ်လိုဝတ်ကိုရှိတော့စစ်ပွေးကြတယ်ဒီလားမင်းညကပြောတယ်ဘယ်လိုဝတ်ကနဲ့သူအမားရဲသူကနဲ့ရှင်လောခုံယောကနဲ့ပတိယန်တန်ကနဲ့တော့ဘိနိုင်တဲ့တာတော့ကျွန်တော်ထန်တလန်ကြောင့်ဆိုမှမတို့ပြပလို့ဆိုတော့စစ်ပွေးကြတယ်နော်ချင်းချင်းနဲ့တော့ကျွန်တော်ဦးလေးချောဆရတယ်ကျွန်တော်ရှင်ကအောင်လို့အချုပ်ကြီးမှာလို့ချင်းချင်းနဲ့လာတာအဲ့ဒါတော့နော်ဘယ်လိုမှပကံနေမရှိဘူးနော်စကောနဲ့ထမင်းစားရတယ်ဒီလားတာတမီတော့နော်အဖေအမေတွေကအရင်စိတ်ကြီးငုံကြတယ်ဒီလားစိတ်ကြီးလေးငုံနေကိုယ်လေးစားတယ်နော်ပြီးတော့ဗာလဲခိုင်ကြီးလို့ပြောမှာပေါ့ဒီကရာဇာခိုင်ကြီးလို့ပေါ့နော်မိဘတွေကမငုံနဲ့လို့မစားရလို့ကြောက်မှမရှိဘူးကျွန်တော်တို့ငငယ်တုန်းကနော်ကိုင်းခါရီမရှိဘူးကိုယ်ကောက်ရီမရှိဘူးမဆွေးတော့မရှိဘူးထင်ရလုံးလေးနဲ့ဒါမရှိပဲနော်အဲ့ဒါတော့မှမိဘတွေမြို့ပေါ်သွားတဲ့ချိန်မှာယူလာတာတနေ့မှတစ်ခါတော့ပဲဆိုင်ရတယ်ထင်ရဆိုတာလေကျွန်တော်တို့အမိဘတွေကပါလို့လေထမင်းကျက်ကူနော်ထမင်းကျက်ကူအစားပြီးမှနော်သူတို့ဘာဟိမလည်းမရှိဘူးနော်စားတော့မစားထားဘူးပကမရှိဘူးစဝဲပေါ်မှာစားကိုဒီလူထားတာလက်ကလေးနဲ့တူပြီးတော့စားကလေးဒီလူချက်တာထမင်းစားပြီးမှထမင်းကိုနော်အမှန်မှစားကလေးကိုချက်ပြီးမှလောက်တာအဲ့ဒါမှတာသမီးတွေ3နှစ်တနေ့ကထမင်းမစားနိုင်ဘူးလေသူတို့ကကြိုက်ပြီးမှကျွန်တော်တို့ပါစက်တဲ့ကိုတုံးုံမထည့်ပေးလိုက်တယ်ကျွန်တော်တို့ကအဲ့ပြောတော့ပြီးတော့တစ်ခေါက်နှစ်ခေါက်ဆိုတော့ဘာလို့တိလားသူတို့ပူစားရဆဲရင်ငါဘာလို့မချင်ဘူးလေမိမတွေကဘာလို့မချင်နေလဲနော်ကိုင်းပူစားရဆဲရင်ငုံနေအမျိုးမျိုးနော်ကိုင်းရည်ငုံတဲ့ကိုသူတို့ဘာလို့မချင်ပေးနဲ့တာသမီးတွေကိုတို့လာတော့တာသမီးတွေကပြောတော့တာပေါ့ဘာဖြစ်လို့လဲတိလားမူးလို့ပေါ့အဲ့လိုကျွန်တော်တို့ပူအောင်ဆိုတာဒါပေမဲ့ဖျားသခင်ကဒီနေ့ကျွန်တော်ချင်းလူမျိုးတွေကိုလာရွေးပြီးတော့ချင်းလူမျိုးတွေရှိမှဖျားသခင်ကတရင်ကောင်းတရားကိုလာဖို့ခိုင်းပြီးတော့အင်္ဂလိပ်တွေကဒီနေ့ကျွန်တော်တို့ဘယ်လိုပြောဆက်ကောင်းလဲနော်မလေးရှားနိုင်ငံမှာရှုပ်လာတာဒီလူမျိုးမတူတဲ့နိုင်ငံမတူတဲ့နော်တခြားနိုင်ငံမှာကျွန်တော်ဒီလူမျိုးဖျားကိုခွင့်ရတာဘယ်လိုငွေမြဖြစ်တယ်လဲဒီနေ့အသက်ရှင်တော့ဖျားကိုဇွေးကိုထားတာဘယ်လိုမြဖြစ်တယ်ဒီနေ့ဖျားချင်းဝင်တဲ့ရုပ်စိတ်ပေါ်မှာဖျားတော်ချပေးပါစေအဲ့ဒါကြောင့်မနေ့ကကျွန်တော်တို့ဖတ်ပြီးဒီကောက် previous ဥဆောင်တဲ့လူတွေချက်စာအုပ်ကကြပါမနေ့ကဖတ်တော့ကိုရီတူတူပြဆာဆောအခန်းကြီး6ငယ်နှစ်ကိုပြန်ဖတ်မယ်ကိုရီတူတူပြဆာဆောအခန်းကြီး6ငယ်နှစ်ကိုပြန်ဖတ်မယ်ပြီးတော့ရောမဖတ်တော့တိမိုသေအခန်းပထမဆာဆောအခန်းကြီး2ငယ်လေးကိုလည်းပြန်ဖတ်မယ်နော်ဒီမှာစာဝေးလေးကခေါက်စင်တက်ထားတယ်တိမိုသေဒုတိယဆာဆောပထမဆာဆောအခန်းကြီး2ငယ်လေးကိုလည်းဖတ်မယ်ကဲပြောရလို့ဖတ်မယ်တွေ့ရလူခတ်မယ်အလုံးချက်ဆောက်ကလည်းရှိတယ်မလားရှိရဖတ်မယ်သူတွေ့တယ်ကိုရီဒုတိယဆာဆောခန်းကြီး6နေနေကိုရီဒုတိယဆာဆောခန်းကြီး6နေနေရရရောချက်မှုကနှစ်သက်ပြသောချိန်၌ဒီစကားကိုငါနာဆောင်ပြီးကေတင်ရနေ့ရက်ကာလ၌သင်ကိုငါပါစာမိလို့ငါပြည့်နေ၏ဒီခုပင်နှစ်သက်ပြသောချိန်ရှိသည်ဒီခုပင်ကေတင်ရနေ့ရက်ကာလရှိသည်ဒီမိုတဲ့ပထမဆာဆောခန်းကြီးငယ်လေးဒီမိုတဲ့ပထမဆာဆောခန်းကြီးငယ်လေးဘာလို့ဒီကေဒီရှိရတဲ့တမန်တရားကိုစိတ်ရှိတာကြားရတဲ့ရှိအာမင်လူအပေါင်းတို့ဒီက
tin chin ko ya se chin ka phaya takhin alu shi di di ne ye kala di tin atwe chono lo atwe ke tin chin ya si to ne ye kala phit di hallelujah di ne trin ko ko che la ya me ayo si ta po ma phaya takhin ke tin chin ya ko ya se chin ne no thawra tat ko ya se chin ne thawra ngaye ma ho be ne thawra ko kim lu ko yauk se chin ne era phaya takhin lu lo shi de era jo no ko pat to taya yesu christ to trin ko taya ko မဟုတ်ပြောဘူးဆိုတော့ကြောက်လာမှာမဟုတ်ဘူးမကြောက်လာဘူးဆိုတော့ယုံကြည်ခြင်းရှိမှာမဟုတ်ဘူးမယုံကြည်ဘူးဆိုတော့ကဲတင်ခြင်းရောက်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ကဲတင်ခြင်းဒီယုံကြည်ခြင်းဖြစ်လာတယ်ယုံကြည်ခြင်းဒီဟောကြောက်လာခြင်းဖြစ်လာတယ်ကြောက်လာခြင်းဒီဟောချက်ခြင်းဖြစ်တယ်အဲ့ဒီဟောချက်ခြင်းဟာနော်အထူးပတိမဟုတ်ဘူးနော်ဘယ်တော့အကြောင်းမှာမဟုတ်ဘူးယေရှုခရစ်တော်တေခြင်းနဲ့ချင်းပြောထားမျိုးချင်းတရင်ကောင်းတရားကိုဟောပြောပြီးတော့ကြားလာပြီးတော့ယုံကြည်မှတလည်းကဲတင်ခြင်းရတယ်နာမည်ခံခရစ်ယာန်အများကြီးရှိတယ်နော်ဒီနေ့တနေ့ကိုလည်းဖျားကြောင်းတော့တာနဲ့ကဲတင်ခြင်းရမှာမဟုတ်ဘူးဒီမှာ prayer worship ကိုဆောင်လာနဲ့ကဲတင်ခြင်းရမှာမဟုတ်ဘူးဒီမှာချင်းကလာတော့တာနဲ့တပိနာတချင်းဆိုတာနဲ့နော်တာဆုတချင်းဆိုတာနဲ့ကဲတင်ခြင်းရမှာမဟုတ်ဘူးဘာစတာလောက်တာနဲ့ကဲတင်ခြင်းရတာမဟုတ်ဘူးအတိတော်ကထားလို့ရင်လည်းကဲတင်ခြင်းရမှာမဟုတ်ဘူးကဲတင်ခြင်းရဖို့ရအတွက်လူတိုင်းတခင်ဖယားကလူတော်ကကဲတင်ခြင်းရဖို့ရဖြစ်တယ်အဲ့ဒီကဲတင်ခြင်းကဘာနဲ့ရတယ်ဆိုတော့ယေရှုခရစ်တော်ရဲ့တရင်ကောင်းကနေပဲရတယ်ဆိုတာကိုဒီကနေ့ဒီကနေ့အထက်မှာပြီးတော့ပြောချက်ချင်းပါတယ်ဆိုတော့မနေ့ကပြောပြီးပြီနော်ကျွန်တော်တို့ဒီကမှာပြန်လာလိုက်မယ်ဒီနေ့တော့နည်းနည်းဆက်လိုက်မယ်ဆိုတော့ဖယားသခင်ကကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းကြတဲ့ကကျွန်တော်တို့အချိန်ကာလရှိတယ်ခက်ကာလရှိတယ်ပထမလူကိုဖန်ဆင်းပြီးတော့အပိထက်ကိုညှစ်ချလာတဲ့အချိန်မှာဖယားသခင်ကသူတို့ကိုပြန်လဲပြုပြင်ခြင်းတဲ့အတွက်ကြောင့်ဒီလိုမျိုးရှိအဖြစ်တကဘာလို့ကိုရှင်းချပြလိုက်တယ်အဲ့ဒီမှာဖယားသခင်ကကတိတော်ပေးတယ်ပြီးတော့ပင်ရတော်တွေပေးတယ်လူတွေကမလိုက်နိုင်တာတော့ဟုတ်တယ်မဟုတ်လားဆိုတော့အပိယခကတေချင်းဖြစ်တယ်လူသားတွေအားလုံးဟာတေချင်းတရားနဲ့ချိန်ဆလာတော့မယ်ဆိုတော့ကျွန်တော်တို့ကဒီလောကမှာအသက်ရှင်ခြင်းဖယားသခင်ပေါင်းသွင်းထားတဲ့ဒီဝိညာဉ်အသက်တော်ဟာနော်တေချင်းတရားနဲ့ကျွန်တော်တို့ချိန်ဆလာမှာဖြစ်တယ်ဒါပေမဲ့ဖယားသခင်ကလူကိုဖန်ဆင်းခြင်းအကြောင်းကနံပါတ်1ကျွန်တော်ကြားစာမှာကြားစာတစ်ခုကနော်ဒီမှာနည်းနည်းဆရာဦးဘာသာပြန်ခတ်တာနဲ့တဲ့မြပြန်ဖြစ်တော့နော်နံပါတ်1ဖယားသခင်ကလူကိုဖန်ဆင်းခြင်းအဓိကရည်ရွယ်ချက်ကနော်ကဘာဦးချက်ခန်းကြည့်တဲ့ငယ်16အခန်းကြည့်တော့ငယ်8ဘယ်ဘက်အခန်းကြည့်တဲ့ငယ်တော့မှဖတ်မယ်ဆိုရင်ဖယားသခင်ကကျွန်တော်တို့ကိုဘာဖြစ်လို့လူကိုဘာဖြစ်လို့ဖန်ဆင်းထားတယ်လဲအာတမေဝကိုစပ်တင်ဖန်ဆင်းကြတဲ့ကဖယားသခင်ရဲ့အလူဆန္ဒကပါလေမိတ်တာရဖွင့်ကူဖြစ်တယ်ဟာလေလုယာအာမင်ဖယားသခင်အမေကမိတ်တာဖွင့်ကူဖြစ်တယ်နော်လက်ခလပ်တော့ဖို့မဟုတ်ဘူးနော်ကာအိုကေတော့စုဖို့မဟုတ်ဘူးနော်ထမ်စကွဲတော့နော်KLCC တော့မတော့ဖို့မဟုတ်ဘူးနော်ဒီနေ့တို့နေမှာအမေကဖယားသခင်နဲ့မိတ်တာရဖွင့်ကူကလူကိုဖန်ဆင်းခြင်းဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ဖယားသခင်ခံမလာပြီးတော့ကျန်းစာပချင်းကလေးရစုကနဲ့နော်တချင်းနဲ့နော်စူတော်ချင်းနဲ့ပေးကမ်းချင်းနဲ့မိတ်တာရလာခွေတဲ့လူတိုင်းကိုဖယားသခင်ကောင်းချီးပေးစေခြင်းနဲ့ဟာလေလုယာကောင်းချီးပေးတာတခုတည်းမဟုတ်ဘဲနဲ့ထာဝရကေတင်ချီကိုလေးရစေခြင်းနဲ့ဟာလေလုယာအဲ့ဒါကြောင့်ဖယားသခင်အလိုတော်နော်လူကိုဖန်ဆင်းထားတာနံပါတ်1ကသူနဲ့မိတ်တာရဖွင့်ကူဖြစ်တယ်နံပါတ်2ကပါလဲယောဟန်အခန်းကြီး7 46နဲ့7ကိုဖတ်မယ်ဆိုတော့ဖယားသခင်ကကျွန်တော်တို့အထက်မှာဝိညာဉ်တော်ကိုမောင်းသွင်းပြီးတော့အသက်ရှင်တော်လူတတ်တော်ဖြစ်လာကြတဲ့ကဘာဖြစ်လို့ဖယားသခင်ကသူ့ရဲ့ဝိညာဉ်အသက်ကိုပေးထားတယ်လဲဆိုတော့ချီးမွမ်းကူးကွယ်ဖို့ရတဲ့ဖြစ်တယ်ဟာလေလုယာအဲ့ဒါဆိုဒီနေ့တမီးတချင်းဆိုတာလေဘယင်တကားတဲ့ဘယင်ဖယားတကားတဲ့ဖယားတခင်တကားတဲ့တခင်ဖယားကိုကူးကွယ်သူယုံကြည်သူဖိခွင့်ရတာအကျဉ်းကိုကျေတဲ့ဆရာကောင်းတယ်ဟာလေလုယာဖယားတခင်ကကျွန်တော်တို့ကိုကြွေးလို့တာဖြစ်တယ်နော်ဒီနေ့ဟာတရင်ကောင်းနဲ့ကဲကဲချင်းရတဲ့နေ့ရဖြစ်တယ်နော်အဲ့ဒါကြောင့်ဖယားတခင်ကကျွန်တော်တို့အသက်ရှင်ခွင့်ပေးရတာကျွန်တော်အစိတ်ထဲမှာနှလုံးထဲမှာကိုယ်ခန္ဓာထဲမှာနှခေါင်းကနေနော်သူရဲ့ဝိညာဉ်ကိုနော်မောင်းသွင်းပေးထားတာကဒီလိုပဲသက်ရှင်ဖို့မဟုတ်နော်အင်္ဂချင်းကိုတော့မသိတော့ဘူးဆိုပြီးတော့တချင်ဆိုဖို့မဟုတ်နော်ဒီဟာကအသက်ကပါလဲသူ့ကိုချီးမွမ်းမယ်ကူးကွယ်မယ်ဟာလေလုယာဒီနေ့တချင်ဆိုရတယ်ဟုတ်လားကျွန်တော်စာသားတော့နားမလည်ပေမဲ့တာရှင်းတော့ကျွန်တော်တို့အခက်တချင်မှလည်းရှိတယ်လေဘုရားကိုချီးမွမ်းရမယ်ပေါ့နော်အခုကတချင်မတချင်နေဆိုကြတယ်မဟုတ်လားအမေကလည်းကျွန်တော်တို့အသက်ရှင်နေတွေ့ရတော့ချီးမွမ်းဖို့ပဲဒီဘုရားကြောင့်ချင်မှာမဟုတ်ဘူးအင်တာတဲ့ရင်နဲ့ဘုရားသခင်အင်တာမတဲ့နာတဲ့လူတွေများချင်းတော့ဒီနေ့မှာ
ဟုတ်တယ်မလားအိုးဖျားတခင်ကျွန်တော်ကိုကောင်းကောင်းမွန်နဲ့အင်တာတက်ခွင့်ပေးတဲ့ကြောင့်ကျေးဇူးတင်တယ်စားစရာမရှိတဲ့လူတွေများကြည့်ရှင်မှာကျွန်တော်ကိုစားခွင့်ပေးရတာဖျားကျေးဇူးတင်တယ်ဒီတော့လည်းခွင့်ပေးရတဲ့ဖျားတခင်ကျေးဇူးတင်တယ်အိုးအဲ့လိုပဲကျွန်တော်အမျိုးသမီးကကင်ဆာအရှင်4ဖြစ်သွားတာကိုလာလာပူစိတ်လုံးမနေနေတာဆယ်လေးလာလုံးဘာမှမဆမ်းမတော့ကျေးဇူးတော်ကြောင့်ဖျားတခင်လေးတက်ဆက်ခွင့်ပေးတယ်အဲ့ဒါကြောင့်မင်းအချင်းကြီးရလေနောက်တစ်ခါဆရာတရားဟောပဲနဲ့အမျိုးသမီးကတက်လာခံပေးမယ်နော်ကင်ဆာရောကလည်းဖျားတခင်မဆန်းတဲ့ကိုယ်ကလည်းကျမချင်းပေးတယ်ဟာလေလုယာဘယ်သူကမှတက်စီမလို့မချင်တော့ဘူးဒါပေမဲ့ဒီတိုင်းရတာကျွန်တော်တို့ဆူတောင်းတယ်ဘုရားခင်ဘာလူလို့ရှိတယ်ကျွန်တော်တို့မှာဘာလူချင်းတယ်ကျွန်တော်ဘုရားခင်ကျွန်တော်တို့ပုံမှာကျေးဇူးတော်ဗာလဲလူတော့ပါလေဘုရားလူလို့ရှိနော်ဆေးလေးလာလုံးလုံးဆေးလာလုံးလုံးထဲမှာစားတယ်စကားမပြောနိုင်ဘူးနော်ကျွန်တော်နဲ့အတူတူထန်ထန် Facebook နဲ့ message နဲ့စကားပြောနေရေးပေးပါဘာညာပေါ့နော်အင်တာတက်ချင်းနဲ့စကားမပြောနိုင်တော့ message နဲ့ပဲအတူတူထိုင်ရတဲ့ခရီးပေါ်မှာထိုင်ရတဲ့ message နဲ့ပူရတယ်ဆေးလာလုံးလုံးဒါပေမဲ့ဖျားတင်ကောင်းမြတ်တယ်ဆိုတော့ဒီနေ့ပါပြောရှင်နဲ့ကျွန်တော်တို့မျက်စိမြင်တာနဲ့နားကျင်တာနဲ့ပစက်ကပြောတာနဲ့ခြေလက်တွေလောက်ရှင်းတာနဲ့ချိန်မှာဖျားသခင်အလိုလိုရှိတာကပါလေသူ့ကိုချင်းဝင်ဖို့နဲ့သူ့ကိုကူးပွေဖို့ပဲဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်တာသမီးတို့ဒီနေ့ကလည်းဆက်ပြီးတော့ဖျားကိုချင်းဝင်ပါဖျားကိုကူးပွေပါအလုံးလုံးတဲ့နေရာမှာလည်းဖျားကိုချင်းဝင်ပါကူးပွေပါမနေ့ကစတဲ့ကိုဆရာမပါလဲဆိုင်မင်လာသူတက်ခါနာကျွန်တော်အရင်ကိုခွန်အားရတယ်ရားတဲ့ကျွန်မကတင်းတင်းကိုနေမှာ update လုပ်ချင်လို့တဲ့ကျွန်တော် post မှာတော့ဘိုက်ကပေးတယ်ဒါပေမဲ့သူ့ရဲ့ချင်းတွေကမှနာလို့ရှိတယ်ဒါပေမဲ့ကျွန်မတော့ boss ကအမေတိုင်းကိုကျွန်တော်တင်းတင်းကိုနေမှာပြရှိပြီးတော့ boss ကတစ်ချိန်လုံးပဲ update ကိုပေးတယ်ကျေးဇူးတော်ပဲ hallelujah အာမင်အဲ့ဒါဖခင်အလိုတော်တက်ရှင်နေပြီဆိုရင်ဖခင်ကိုချီးမွမ်းခြင်းနဲ့ကုကွယ်ခြင်းနဲ့ဆိုတော့ဖခင်သခင်ကဘယင်တကားတဲ့ဘယင်ဖခင်တကားတဲ့ဖခင်တခင်တကားတဲ့တခင်ဖြစ်တဲ့အတွက်ကြောင့်မယုံကြည်သူစိတ်ထဲမှာလည်းလောက်တော့နာတဲ့စကားပြောတာလေဟုတ်တယ်မလားခင်ဗျားတို့တနည်းကိုနေတဲ့ option ကနော်လူလူဆာမထံဖို့မဟုတ်ဘူးနော်ပြောချင်တာကနော်နားမယ်မောလူလူတနည်းကိုနေပါ update တော့ပြီးတော့နားမယ်ဆိုတော့ဖျက်တယ်လို့မရှိဘူးဒီကဆရာမနော်တချိချူတဲ့တမီလေးတဲ့နော်စပင်းဆာမလုံးဝ restaurant နဲ့စပင်းဆာမအဲ့လိုပုံမှာလုံးဝတနည်းကိုနေမအောင်လို့မရဘူးလေဒါပေမဲ့အဲ့ဒီကျူတင်ပြီးတော့ခွတ်တော့တော့ဖျက်တယ်ကသူ့ boss မှာအလောက်တော့တယ်သူကလွယ်လွယ်လေးနဲ့ update ပေးတယ်ဟာလေလုယာအဲ့ဒါတော့ဖယားကိုကိုယ်ဝယ်ချီးပေါ်မယ်ဆိုတော့ကျွန်တော်တို့ဖယားတခင်ကအကုန်လုံးစီစီမိတာဖြစ်တယ်ဆိုတာပြောချင်ပါတယ်နံပါတ်3ကပါလေကျွန်တော်တို့အသက်တာမှာနော်ကျက်ဆာကကိုလိုစာခန်းချီတဲ့ငယ်ကစကျက်ဆာဖက်မီဆိုနေနေကြမှာဆိုတော့ကိုယ့်အကူဖက်နော်ဒေါ်လာခန်းချီစင်ကစစ်ချောတော့မှာပြောလဲဖယားတခင်ဘုံတော်ထင်ရှားတာပူညာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့အသက်တာမှာဖယားတခင်ဘုံတော်ထင်ရှားဖို့ကအဓိကအရေးကြီးတယ်ဖယားတခင်ဘုံတော်ထင်ရှားဖို့ကအကြမ်းနဲ့ရှိတယ်ဘယ်လိုဘုံတော်ထင်ရှားရမလဲဟောဒီလူကလည်းခြေရတဲ့နဲ့သူပြောပုံစူပုံနေပုံချပုံတော့ပုံလာပုံကသူကယုံကြည်သူတခုတော့ဖြစ်မယ်ဖယားကိုမသိတဲ့လူတော်မှာနော်ဒီလူကတော့တကယ်ရှိတာပဲနော်ခရိယံတော့မပြောနေတော့ဒီလူကတော့ချစ်ရှာပဲဒီသမီးလေးကတော့ချစ်ရှာပဲဒီသားလေးကတော့ချစ်ရှာပဲသူနဲ့ပူထားပူဒီလူကတော့ဒီအဖေကြီးကတော့ဒီအမေကြီးကတော့ဆိုပြီးတော့ဒီလူတွေကမင်းကလည်းကျွန်တော်တို့နေပုံချပုံဝဲပုံစားပုံကစားနော်ဖယားတခင်ဘုရားထင်ရှားဖို့ဖြစ်တယ်ဒီနေ့နော် charismatic gospel နော်prosperity gospel ကဘာပြောလဲဖယားသခင်ကလည်းကျွန်တော်အင်ဂျီဘောက်ပြီးကိုမကြည့်ဘူးတဲ့နော်တရားဟောရေးတဲ့ supposition ဟောတာလည်းဘာမှကိစ္စမရှိဘူးတဲ့ဖယားသခင်ကစိတ်နှလုံးကိုကြည့်တယ်ဒီကောင်ကြီးအကစားဘောပြီးတဲ့တရားလာဟောခန့်ကြည့်လိုက်ဘယ်လိုလာမလားပေးလာမလဲဒီလူတွေပတ်စက်ကလည်းပြောရလွယ်တယ်ဖယားဘုရားထင်ရှားဖို့လူတယ်နော်အဲ့ဒါကြောင့်ဖယားကြောင့်လာတဲ့အချိန်မှာဒီမှာတခုခုတချင်းစုပဲစုတော့မယ်ဆိုတော့နော် supposition နဲ့မလာနဲ့ဒီနေ့တားလည်းမကြိုက်ဘူးကျွန်တော်ဒီမှာနော် supposition နဲ့တနည်းကိုလည်းဖျားစုခုတာဖျားပြချင်လူတော်မရှိဘူးအလူတော်မရှိဘူးမဟုတ်ဘူးခွင့်ပြုတယ်ဒါပေမဲ့အလူတော်မရှိဘူးအခွင့်တော်တဲ့အလူတော်ရှိတယ်နော်အဲ့ဒါကျွန်တော်ပြောတာကကျွန်တော်ပြောချင်တာကနော်ဒီမှာတတ်တယောက်ချက်မဟုတ်ဘူးတနည်းကိုလည်းဖျားရှိခုမယ်ဆိုတော့ဖျားပုံတော်ထင်ရှားဖို့ပဲကျွန်တော်ဝက်ပုံစားပုံကစားနေပုံချပုံကစားနော်ဖျားပုံတော်ထင်ရှားဖို့ဖြစ်တယ်ဒါပေမဲ့ဒီနေ့တော့ဖယားသခင်အဲ့ဒီတရင်ကောအကြောင်းကိုသိရမယ်ဖြာဖြစ်တဲ့အကြောင်းချက်ကျင်တဲ့လာရင်လည်းဆရာပြောပြတယ်နော်ဘုံဘုံမှာပြောပြတာတော့ဒါတော့စိတ်မရှိနေနော်ဘောပြီးသူ
နဲ့ဒီနေ့လိုက်ရင်လည်းဆရာစိတ်ရှိမှာမဟုတ်ဘူးမကြည့်သေးလို့လေအဲ့တရင်တော့ကိုကြားတိမှာယုံကြည်မှကဲတင်ချင်ရပြီမှာဘုံတော်ချင်ချမ်းမှာဟုတ်မလားဒါပေမဲ့ဒီနေ့လူကြီးကဖန်ဆင်းတာဒီနေ့အမျိုးသမီးဒီနော်ကလေးချိုးပူရတဲ့တချင်းဆိုတာအဲ့ဒါဘုံတော်ချင်ချတာပဲဟုတ်တယ်မလားကလေးကိုထိုင်လို့မရဘူးလေလိုက်ရသူတချင်းမရှင်လို့ဆိုတာတော့လေဟုတ်တယ်မလားချင်းလဲချင်းမနဲ့ကူလဲကူကွယ်တယ်ဘုံတော်လည်းချင်ချရတယ်ဆိုတာအဲ့လိုမျိုးပဲအဲ့ဒါကြောင့်ကျွန်တော်တို့အစကလေးကဘုရားသခင်ကဖန်ဆင်းကလေးကသူ့ဘုံတော်ချင်ချက်ဖန်ဆင်းထားတယ်ဒါပေမဲ့လူတွေကအပိကိုကျွနေတဲ့အတွက်ကြောင့်ဒီနေ့အဲ့ဒီအပိကနေဘုရားပြောတာတဲ့လူတွေအဲ့ဒီအပိကနေကျွန်တော်တို့စာတမန်ရဲ့ပါလေချင်းတော်ချင်းကနေဘုရားပြောတာတဲ့လူတွေကတော့အကိစ္စမရှိဘူးကဘုရားသခင်ကအပိကိုပဲအပိကိုကြည့်ရမဟုတ်ဘူးအထစ်ကိုပဲကြည့်တယ်နှလုံးသားကိုပဲအကြည့်ကြည့်တယ်သူတို့ကရှင်မင်းပေါ်မှာဂျင်းပေါ်ပြီးဒီမှာအကွက်ကွက်တင်နဲ့တရားဟောကြရတယ်ဟုတ်တယ်မလားဒီလူတွေတိုက်မကြုံနဲ့ဒီကောင်လေးစကားတွေတိတ်မယုံနဲ့ဓမ္မတရားမဟုတ်ဘူးဆရာမင်းကပြောပြပြီနော်အဲ့ဒါဓမ္မတရားဝိညာဉ်တော်ဘုရားဟာလင်မရှင်ပပနဲ့ဘုရားဖြစ်တယ်ဘုရင်တကားတဲ့ဘုရင်ဘုရားတကားတဲ့ဘုရားတက်ချင်းတကားတဲ့တက်ချင်းဒီကတက်ချင်းတိဆိုရတာချက်တယ်ဟုတ်တယ်မလားကျွန်တော်တို့ကလောကမှာနေတော့ကချစ်ပြီးမှနေတော့ကမြို့နေအချိုးကြီးပူလာမယ်ပြည်နေအချိုးကြီးပူလာမယ်ရှိတွေကလူကြီးတွေလာမယ်ရှိတွေကတော့ဘယ်လိုနေလဲအကောင်စင်းကြီးကြည့်ဝတ်တယ်မလားအကောင်စုံပေါင်းပြီးဝတ်တယ်မလားအကောင်ဆုံးချင်းနဲ့ပြင်ဆင်ပေးတယ်မဟုတ်လားဘာမှမလုပ်ပေးနိုင်တဲ့ဒီလောကရဲ့လူကြီးတော်မှကျွန်တော်အဲ့လိုကျူဆိုရင်ဘယင်တကားတဲ့ဘယင်ဖယားတကားတဲ့ဖယားတက်ကျင်တကားတဲ့တက်ခင်ကိုကျွန်တော်ဝယ်ပြုကိုယ်ဝယ်တဲ့ခင်မှာဖြစ်တယ်လို့ရလားမရဘူးမရဘူးဝယ်ပုံစားပုံနေပုံထားပုံပြောပုံစုပုံကကျွန်တော်တို့ကဘုံတော်ကိုဖြစ်ရှာမှာဖြစ်တယ်ဆိုတာကိုလူဖန်ဆင်းခြင်းအကြောင်းကိုလည်းငယ်ပြောချင်ပါတယ်နံပါတ်2ကတော့ပါလေလူသားတွေကတဲ့နော်အဲ့လိုမျိုးဘုရားကိုချီးမွမ်းပူဇော်ဖြစ်ပေမဲ့လူသားတွေကအပြစ်ကိုကျူးလွန်ပြီးတော့လုံးဝသူ့မှာဘုံတော်လည်းမထိရှက်နိုင်ဘူးနော်ဘုရားကိုလည်းမသိတော့ဘူးဘုရားကိုလည်းမကူးကွယ်တော့ဘူးဆိုတော့ကပ္ပဝုဇ္ဇအခန်းကြီး3အငယ်9ကိုကျွန်တော်တို့ဖတ်ကြည့်ရအောင်နော်ကပ္ပဝုဇ္ဇအခန်းလူသားအပြစ်ကဘလို့ဖြစ်လာခဲ့တယ်လဲဆိုတာနော်ကပ္ပဝုဇ္ဇအခန်းကြီး3အငယ်9နဲ့6ကိုဖတ်ကြည့်အောင်ငယ်တိကနဲ့6ချိဖတ်ပါကပ္ပဝုဇ္ဇအခန်းကြီး3အငယ်တိကနဲ့6ဖတ်ပါဝေဒီထာဝရရှင်ဘုရားခင်ဖန်ဆင်းတော်မူသောမြေသရိစံတကာတို့ထက်လိမ္မာသည်ဖြစ်၍မိမအားတေတို့သည်ဤရှိရသောမိတို့၏အတိကိုမစားရဟုဤကံစစ်စစ်ဘုရားခင်ဝေတော်မူသောဟုဝေဒီမိမကလည်းငါတို့သည်ဥပ္ပ၌ရှိသောပေတို့၏ဒီကိုစားသောအခွင့်ရှိ၏ဝိအလေ၌ရှိသောပေ၏အဒီကိုကဒီတို့သည်မကိုင်မစားဘဲနေကြတော့သို့မဟုတ်တေမီကိုဘုရားသခင်ပြုတော်ရှိသူဝေကားဆို၏ဝေကလည်းဒီတို့သည်ဒီကံအမှန်တရားပြီးမဟုတ်အကြောင်းမူကားထိုအဒီကိုစားသောနေ့၌ဒီတို့သည်မျက်စိပွင့်လျက်ကောင်းကောင်းကိုသိ၍ဘုရားသခင်ကဲ့သို့ဖြစ်ကြရကြဘုရားသခင်ပြုတော်မူသည်ကိုမိမအားဆို၏ထိုပေဒီစားဝေကောင်းခြင်းအစင်းလေးလှခြင်းပညာတို့ပါစီလိုသောဟာတက်တဲ့ဖွယ်သောပင်ဖြစ်ခြင်းကိုမိမသည်မြင်လျက်အဒီကိုယူ၍စား၏နံပါတ်6ကိုဖတ်ကြည့်ပါအခန်းငယ်6ကိုအစကားနဲ့ဖတ်ပေးပါထိုပေဒီစားဝေကောင်းစားဝေကောင်းတော့ဟုတ်ပြီစင်းလေးလှခြင်းဟုတ်ပြီပညာတို့ပါပညာတို့ပါစေခြင်းဟာဟုတ်ပြီကြပြီကဲအားလုံးကြားတယ်နော်ငွေဟာဘုရားသခင်ဖန်ဆင်းထားတဲ့တိရထဲမှာလင်မာရှင်ပါတဲ့ပြည့်စုံဖြစ်တယ်အဲ့ဒါကြောင့်စာတဘာနာကငွေကိုအသုံးပြုတယ်ကောင်းမလေးရှိကိုတာပြီးတော့အေးဒီနေကောင်းလားအေးဒီကတော့တော်တော်ချောတယ်နော်ဝါချောချင်းမျိုးပြချင်းစကန်လာဒီတော့နေတဲ့ကအယံလာတာပဲဒီတော့ဖျားကြောင်းကကြီးကြီးပဲဒီတော့မြင်ရှိကလည်းကောင်းကြီးပဲဒီတော့ control လေးရှိတာပဲအဲ့လိုမျိုးစကားလာပြောတဲ့လူရှိနော်ဝိညာဉ်တော်ကဆာလာကျွေးမဲ့လူမဟုတ်တော့ဘူးဒီတော့စီမှာတခုခုရစေခြင်းနဲ့ဓမ္မတစီအတယောက်ဖြစ်လာလိမ့်မယ်အဲ့ဒါမှတ်ထားအဲ့ဒါမွေညံ့နော်ဒီတော့ဖျားကြောင်းကတော့ပြန်လူကြီးလေးမြတ်ချင်းနေဒီတော့ကတော့မချီဘူးကဒီလိုမျိုးလက်စကားလာပြောတဲ့နော်ဓမ္မဆရာကြီး evangelist တိုင်းအဲ့ဒါဆိုတော့တရိထားတော့နော်ဒီလူကတော့ကျွန်တော်တို့စီမှာဘိုးတော်လူချင်းနေပြီရှစ်ဖိတ်လာပါလားတော့မကြည့်ဘူးမွေကလာပြီးတော့အေးဒီပေချ
ကုန်လုံးကိုစားခန်းလိုက်တယ်ဒါပေမဲ့ဟိုမှာအလေမရှိတဲ့အပင်တို့မစားနိုင်ဘူးပြောတယ်ဘာပြောလဲလက်တော်နဲ့မချိတယ်လို့ပြောတယ်ဟာဒါနဲ့မွေအပိကဘာပြောလဲဖျက်ခင်ပြောတာကမစားနဲ့စားရင်စားတဲ့နေ့မှာတည်နေတာပဲပြောတယ်မလားမင်းမကရှေ့ချူတော့ဘာပြောလဲချိတော့မချိနဲ့မြို့တပည့်တွေတိထားတော့စကားတခုကိုသုံးခုမပြောနဲ့နော်ဒီအလူကြီးကပြောတယ်လေဘာဖြစ်လို့မင်းကလေးတွေနှကမ်းမွေးမထွက်တာလဲတဲ့သူတို့ကအမေကစကားပြောတော့မအားဘူးတဲ့ဆိုကြလေဒီကချာပြီးတော့စဉ်းစားတော့ဒီကမွေးတွေထွက်တာလေအဲ့ဒါကြောင့်တတိထားအမွေကတိပြီးဆိုင်ကဒီကောင်ကတော့ဘယ်လိုလဲလီလို့ရတာပဲဒီကောင်ကတော့ငါအန်ဒီကွာဆိုပြီးတော့မဟုတ်ဘူးအဲ့ဒါစားလိုက်စားပြီးဆိုတော့မရှိဘူးလေလာမယ်အတိငယ်တူပေါ်လာမယ်နော်ဘုရားတခင်နဲ့တူလာလိမ့်မယ်အဲ့ဒီစကားသူပြောလာတာနဲ့အခုနောက်ပြောလဲသူတစ်ပင်ကိုမေတ္တာကြည့်တယ်နော်အဲ့ဒီအတိကိုမေတ္တာမြင်တယ်အမေကမြင်တယ်ဒါပေမဲ့သူစာတမနာကစကားပြောတာနဲ့သူကအဲ့ဒီတိကိုမြင်တာနဲ့ပါလေမျက်စိကိုဘာလို့လဲသူမျက်စိအယုံကိုကုလုံးလောက်ပဲအရှင်းလေးထားတယ်ပေါ့နော်အလီမာနဲ့လူဖြစ်လာရင်ဘယ်လိုဖြစ်လာမလဲသူကတွေ့တော့ပြီအဲ့ဒါကိုဘာမှအဲ့လိုနော်ပထမတော့ဇာတိပကတိဒုတိယတော့မျက်စိအမြင်နော်ပြီးတော့ဝိလစ်နှလုံးသားကနေစိတ်ကူးခြင်းအဲ့ဒါတရိထားရမယ်ကျွန်တော်တို့အပိတရားကျူးလွန်ခြင်းဟာနော်အထက်ကနေမဟုတ်ဘူးနော်အပင်ကလည်းမျက်စိကလည်းမြင်တာနဲ့နားကြားတာနဲ့အဲ့ဒါနဲ့နှလုံးသားကချစ်လိုက်ပြီဆိုတော့အပိကျူးလွန်တာဖြစ်တယ်ဒါနဲ့အဲ့ဒီကဘာဖြစ်လဲအတီကိုယူပြီးတော့စားတယ်စားရတယ်သူဘာမှမကြည့်ဘူးသူရောက်ကြလာတယ်အဒမ်ကရောက်လာတယ်မွေကတော့ထွက်ပြီးသွားပြီဒီကောင်မခံတယ်တော့ဒီဆိုတော့သူရောက်ချက်နဲ့ဘယ်လိုပြောမလဲသူမိမကဘာပြောလဲယောက်ျားခုနလေးမှသူငယ်ချင်းတယောက်ရောက်လာတယ်ဘုရားသခင်ကပြောတာမဟုတ်ဘူးတဲ့နော်ဒီဟာဆိုင်ကောင်းမယ်တဲ့လိမ္မာမယ်တဲ့ပြန်တူမယ်တဲ့အတိစိတ်ကိုလာပြီးပြောတယ်ဟာမိမလည်းဆိုမိမစားပြီပေါ့စားတာပေါ့ယောက်ျားနေနဲ့စားလေယောက်ျားဒီနေ့တော့ဖျားချောင်းမတော့ပါနဲ့ကွာဆာဝေးတရားကတော့ခဏချရတာပဲပြင်ပန်းနေမဟုတ်လားမနေ့တော့တစ်ပတ်မှပဲတွေ့ရအောင်မင်းကလေးအမျိုးသမီးတွေစကားချူတယ်နော်ယောက်ျားရပြင်ပန်းနေမဟုတ်လားဒီတစ်ခါလောက်နဲ့အရှင်လောက်နဲ့မတူဘူးလေအဲ့လိုပြောတော့ယောက်ျားဟုတ်တယ်နော်ဒီနေ့တော့လိုက်အောင်ကွာနောက်တစ်နေ့မှပဲသွားမယ်ဒီလာတော့ယောက်ျားလာစားကခါတန်းမတူဘူးနေနေရတယ်ဆိုတော့ရှေ့ကူကတော့လာမှပြရအောင်နော်ဒီကလာတော့နေနေပပချက်ချရအောင်နော်အင်လာခပဲမီခပါနေစနော်တာတမီကြောင့်လာခနဲ့ဂျီတာတမီရဒိုင်ဘာတော့နော်မနေကုန်ရတယ်နောက်လာမှပဲလာဆာမင်းနဲ့ထောက်တဲ့ချိန်မှာစေကူတူပြေးမယ်နော်ရောက်ချက်တော့မြို့တမီတဘောပဲလေအဲ့လိုမျိုးလာတယ်ပထမစားတဲ့လူကမင်္ဂလာတွေပဲနော်အဲ့ဒါအမျိုးသမီးတွေထားဖို့လို့လေမိသားစုမှာကောင်းချီးမင်္ဂလာခံစားနိုင်ဘူးအတိတ်တော့မကောင်းချင်မင်္ဂလာခံစားဖို့ရအမျိုးသမီးတွေအစားကြီးတယ်အမျိုးသမီးတွေစနေနေ့ကမှအစားဆောင်ဆုတောင်းတယ်အမျိုးသမီးတွေဖက်ပါတော့မှာပါဝင်နေဆိုတော့ရုပ်ချက်လေးတွေကတော့နောက်လိုက်ပဲရုပ်ချက်လေးအစားကလေးကနောက်လိုက်ပြီးသွားပြီဟုတ်တယ်နော်အဲ့ဒါကြောင့်အာဒမ်ကဘာပြောလဲဆိုတော့ဘုရားစကားအာဒမ်ကတော့ဘုရားကိုတရိရတယ်အဲ့ဒါမှသိချင်တာတော့အာဒမ်ကတော့ဘုရားကိုတရိရတယ်ဘုရားသခင်ကငါတို့ကိုပြောတယ်ဒီအတိကိုစားမယ်ဆိုရင်စားရတဲ့ကတေးမယ်တေးချင်းဆိုတာကဟေဘဲစကားအရဆိုတော့ခွဲခွဲချင်းခေါ်တာနော်ခွဲခွဲချင်းဖြစ်တယ်ဆိုတော့အတိကိုစားမယ်ဆိုတော့ဘုရားသခင်နဲ့အာဒမ်နဲ့ယောကခွဲခွဲရအောင်ဟုတ်ပြီနော်ခုခန္ဓာတေးချင်းမဟုတ်ဘူးခွဲခွဲချင်းဖြစ်တယ်ဘာလို့ခွဲခွဲရမလဲဝိညာဉ်တော်အဖြစ်အသက်စီကိုပေးတဲ့အတွက်ကြောင့်ဝိညာဉ်ဘုရားသခင်ဝိညာဉ်တော်ဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်တော်နဲ့ဘုရားသခင်မိတ်တရားဖွင့်ခြင်းဘုံတော်ထင်ရှားခြင်းချီးမွမ်းခြင်းကိုအဆက်ပြတ်တော့မယ်အာဒမ်ကတည်တယ်ဒါဆိုရင်အေဝကစားပြီဆိုတော့အေဝနဲ့ဘုရားသခင်ကမှဖြစ်ပြီလေခွဲပြီအာဒမ်ကတော့မစားသေးဘူးဆိုတော့ဘုရားသခင်ခွဲလားမခွဲဘူးဆိုတော့အာဒမ်ကအတိတ်ကိုစားမယ်ဆိုရင်ဘုရားသခင်နဲ့ခွဲပြီးတော့သူမိမနဲ့အတူတူနေမယ်ဆိုတော့နားတယ်နော်အေဝကအတိစားပြီဆိုတော့ဘုရားသခင်နဲ့ခွဲပြီအာဒမ်တော့မစားသေးဘူးဆိုတော့ဘုရားသခင်နဲ့မခွဲသေးဘူးဆိုလိုချင်တာကအာဒမ်ကအတိတ်ကိုစားမယ်ဆိုရင်အမျိုးသမီးနဲ့တလုံးတူဝတိဖြစ်ပြီးတော့ဘုရားနဲ့ခွဲမယ်အတိတ်ကိုမစားဘူးဆိုတော့အမျိုးသမီးနဲ့ခွဲပြီးတော့ဘုရားနဲ့တလုံးတူဝတိဖြစ်မယ်
အဲ့ဒီမှာဒီမိုတေကုတိအဆောက်ခန်းကြီးနာမှာပါပြောလဲအလင်ခံရတဲ့လူကဧဝအာဒမ်မဟုတ်ဘူးနော်ဆိုတော့အာဒမ်ကဘာဖြစ်လို့အတိကူစားတယ်လဲဆိုရင်နော်မိမနဲ့ခွဲတာတဲ့ဖယားတကယ်နဲ့ခွဲချင်းကိုသူကအကျွဲလိုက်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာအာမင်ထူလေအာမင်ဒါဆိုတော့ဒီ KFC ဒီကမင်းမကူကြတာဗောဖယားကမစရောပဲဒီလာတော့ဆိုတော့ဟုတ်ကဲ့နော်ဒီညတော့မတွေ့ရစီတော့ဟုတ်ကဲ့ပေါ့ဟုတ်လားအဲ့ဒါတော့မဆရာကစာကြည့်ရတော့ဟာလေလုယာဆိုတာဆရာကတလုံးတာတော့အော်ဘာဘူးပစက်ကတော့အော်ဆိုတော့အာဒမ်ကသူ့မိမနဲ့ခွဲတာဘယ်လိုမှမကြိုက်ပါဘူးနော်ဒါနဲ့ကျန်းစာပြီးဆုံးလာတယ်အချင်းကြောင့်ကြားဒီမိမဆိုတဲ့ချင်းမှာသူ့မိဘကိုဆွန့်လွတ်ပြီးတော့သူ့မိမနဲ့တော်လုံးတော်ဒီဖြစ်လာမယ်ဆိုတဲ့ကပ္ပဦးကျအခန်းကြီးငယ်နေစတော့ပြီးဆုံးလာတယ်ဘာဖြစ်လို့လဲဖျားတဲ့တီးပြီးသားဆိုတော့အာဒမ်နဲ့ယေဝါကဖျားတဲ့ခင်နဲ့အတီးကိုစားတဲ့ချိန်ကနေစားပြီးတော့မျက်စိနဲ့ပွင့်လင်းလာတယ်ပွင့်လင်းလာတယ်ဆိုတော့မင်းရပြောပြီးသားပဲဖျားဖက်ကိုမဟုတ်ဘဲနဲ့အရှုဖက်ကိုလောကီဖက်ကိုသူတို့မျက်နှာပြောတယ်အဲ့ဒါနဲ့သူတို့ကဘာဖြစ်လဲမောင်းထုတ်လိုက်ပြီးအဲ့တိုင်းဥစ္စာနဲ့မောင်းထုတ်လိုက်ပြီးသူတို့ဘယ်လိုနေလဲရောမအခန်းကြီးတော့နော်ငါစနစ်ကိုဖတ်ကြည့်အောင်ရောမအခန်းကြီးငါအနေစနစ်ကိုဖတ်ကြည့်အောင်အဲ့ဒါလေးကိုဖတ်ကြည့်အောင်ရောမအခန်းကြီးငါအနေစနစ်ဤအကြောင်းအရာဟူမူကားအပြစ်တရားသည်တယောက်သောသူအားဖြင့်ဒီလောကသို့ဝင်၍အပြစ်တရားအားဖြင့်သိခြင်းတရားဝင်သည်နှင့်အညီလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်သိခြင်းတို့ရောက်ရကြ၏အခန်းကြီး6အနေနဲ့ဆက်တော့အခန်းကြီး6အနေနဲ့ဆက်တော့အဲ့ဒါကြောင့်အာဒမ်ကစားပြီးတော့မြတ်တိခင်နဲ့ကင်းကိုရဖြစ်သွားတယ်စားပြီးတော့လူတို့တယောက်တော့ဘာပဲကြည့်မှာတေချင်းတရားကိုဝင်လာပြီးတော့အဲ့ဒီအပြစ်ကြောင့်လူမျိုးတကအားလုံးက6စနစ်စက်တော့တေချင်းဖြစ်တယ်အပြစ်တရား၏အခါကသိခြင်းပေသည်ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်ထာဝရအသက်ပေသည်အာမင်အာဒမ်နောက်လိုက်တဲ့လူသားတွေအားလုံးဟာအပြစ်သားဖြစ်ပေမဲ့ယေရှုခရစ်တော်တရင်ကောင်းကိုကြားနာပြီးတော့ယုံကြည်တော်သူတို့ဟာထာဝရအသက်ကိုရမယ်ဆိုတာတခါလေနဲ့ကျွန်တော်တို့ကျမ်းစာမှာဖော်ပြထားတယ်အချင်းသက်မရှိတော့ကျွန်တော်တို့ကြော်ရအောင်ဆိုတော့ကျွန်တော်တို့ကအာဒမ်ကနဲ့မွေးဖွားလာတဲ့လူသားတွေအားလုံးဟာဘာဖြစ်ပြီလဲအပြစ်သားဖြစ်ပြီကြည်ကြမ်းပိတ်တွေကတော့နော်ကျမ်းပိတ်တွေအခုဖက်စကင်းရှူလောက်လိုက်နော်ဒီလိုတင်တာနဲ့မပြီးစင်းနဲ့နော်အဲ့ဒါကြောင့်လူသားတွေအားလုံးဟာတဘာဝဒီဗီဇာကလည်းအပြစ်သားပုံဖြစ်သွားပြီဒီနေ့အရက်တော့ချင်းခုချင်းရက်ချင်းဟာကျွန်တော်တို့ပချိခုလူအပြစ်သားမဟုတ်ဘူးနော်ကျွန်တော်တို့အရက်တော့အပြစ်သားမဟုတ်ဘူးနော်ကျွန်တော်အပြစ်သားဖြစ်လို့အရက်တော့တာဖြစ်တယ်နော်အာဒမ်ကမျိုးဆက်ကြလာပြီးတော့အာဒမ်ကလည်းမွေးဖွားလာတဲ့လူသားတွေအားလုံးကအပြစ်ကိုကျူးလွန်ကြပြီမရတော့ဘူးနော်ကျွန်တော်တို့ဗီဇာပစ်ကဒီကလည်းမဖွေးဖွားလာတော့ဘူးယောဘအခန်းကြီးလေးငယ်ရှိလို့မှာပါဘယ်လိုလဲဆိုတော့မိမကလည်းမွေးဖွားလာတဲ့လူမျိုးတွေအားလုံးဟာနော်တေနာတော့အမျိုးတွေဟာဘယ်သူမှဖြစ်မတော့သူတယောက်မှမရှိတော့ဘူးလေအကုန်လုံးပြတ်တာဖြစ်တယ်စိတ်ကစိတ်လေးမှာပါလေအဲ့ဒီမိမအမျိုးသမီးကလည်းအလင်ခံရတဲ့လူပြောမှာပေါ့နော်အဲ့ဒီဖယားစကားကိုနားထောင်ပဲနဲ့မွေစကားကိုနားထောင်တဲ့မိမအေဝကလည်းမွေဖွားလာတဲ့လူသားတွေအားလုံးဟာဘာလဲဖယားရှိမှဘယ်သူမှတရှိတော့သူရှိတော့အားလုံးဟာအပြစ်တရားနဲ့အပြစ်တရားနဲ့နော်ကျွန်တော်တို့ပြီးဆုံးနေတယ်အဲ့ဒါကြောင့်အရက်တော့ချင်းဆဲလိမ့်တော့ချင်းခုချင်းနာချင်းအားလုံးဟာအပြစ်ရဲ့နော်အခါပဲဖြစ်ရတော့ကဲကျွန်တော်ဆာလာငယ်ငါဆာလာငါစတင်ကမှာပြောတယ်ဒေးဗစ်ကပြောတယ်အမီဝမ်ဘက်ခေကနေပြင်ငါဒီအပြစ်တဖြစ်ငါမမွေးခင်ကလေးကပြင်ငါဒီအပြစ်တဖြစ်လို့ဒေးဗစ်ကပြောတယ်အဲ့ဒါကြောင့်နော်ငါဆက်စီမှာပြောတယ်သူတို့တက်တာအားလုံးဘဝကလုံးလာသူတို့အတက်တာအားလုံးမှာအပြစ်နဲ့ပဲသူတို့ကအသက်ရှင်နေတယ်60ခုမှာပါလဲလူရတဲ့ဟာနော်ဘာပြောလဲဆရာဝန်နဲ့ထောဆိုတာလေမောင်ထော
အမွေလူပဲဖြစ်တယ်နော်ဒီမှာလူရတတ်တာနော်ဟိုဘာကျပဲမှမဖြစ်နေကျပဲကမှမဆူလို့မပြောဘူးပေထုထဲမှာဖြစ်နေလူရတတ်တာဟာဆဲလက်မိခုလူဖြစ်တယ်ဆဲလက်တော့လူရှိလာ2000ပေါင်းဆဲလက်တော့လူရှိလာ2000ပေါင်းအရှင်တို့ကအခုတော့မဟုတ်ဘူးပြအကြောင်းထဲမှာတော့မဟုတ်ဘူးအရှင်တို့ကဆရာတော့တယ်နော်ကျွန်တော်တို့ဆဲလက်တော့တယ်ဆဲလက်တော့ဘူးတဲ့လူမြင်ဘူးလားမြင်နေနော်ကျွန်တော်တို့ဆဲလက်တော့ရင်ဆူလာတဲ့အမွေကဘယ်လောက်ခံလဲတနာရီလား2နာရီလား10မိနစ်လား5မိနစ်တော့များလို့နော်စိတ်ကပတ်မှာစိတ်ရဲ့မွေတွေကစိတ်နဲ့မတော့ချဘူးလားတော်တော်လေးပါချက်တာပဲဒါဆိုရင်တော့ကစေတစာကတာတပီးခေါ်တော့ပဲစာဝေရင်းရတာတပီးပဲနော်ဆရာကတော့စိတ်လေးတော့တယ်ပေါ်လိုက်ကနော်ထိုင်ဆုံးတော့လိုက်စေလေးပေါ်လိုက်ရကောင်းတယ်ထိုင်ဆုံးတိလားထိုင်ဆုံးလည်းမကြည့်ကြဘူးနော်ပြည့်စည်ပြီးကတော့တော်လေးပါချက်တာပဲစေလေးအဝိတော့စိတ်ကပဲခါနေနော်အဲ့ဒါဆိုလူအတက်ကအဲ့လိုစေလေးခုမှုလို့ပဲဖြစ်တယ်တခါလေးနဲ့ပြုတ်ကိုသွားတယ်ဆိုလို့ချင်တာကတခါလေးနဲ့လူအတက်ကပြုတ်ကိုသွားတယ်နော်အများကြီးပဲဇေရမီအခန်းကြီးနေငယ်နေစေဒီမှာဂျီမွန်ဆက်ပြရဲနော်ဘလို့ဆက်ပြကောက်နဲ့ဂျီချူရနေမရတော့ဘူးနော်အီသီယိုးပီးယားလူငယ်တွေတွေ့တယ်မလားနိုင်ဂျီးရီးယားအီသီယိုးပီးယားလူငယ်တွေနဲ့ကြားကလုံးဝသူတို့ကအရှိအယောင်ခွဲမပြောင်းလဲနိုင်တဲ့တိုင်ပဲလူတွေဟာအဖြစ်တရားနဲ့ဘယ်သူမှခွဲခေါ်လို့မရပါဘူးတဲ့နော်လူသားအဲ့ဒါကြောင့်ကျွန်တော်ဟာအဖြစ်မရှိဘူးလို့ဆိုရင်ဘုရားသခင်ကိုလင်းနေတာပဲတဲ့နောက်ကပတ်တော်တရားကိုမသိတာပဲဖြစ်တယ်တဲ့ဆိုတော့လူတွေဟာအဖြစ်နဲ့တခါလေးဝင်ပေါ်လာတဲ့အဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စိတ်နှလုံးသားဟာအဖြစ်နဲ့ပြီးဆုံးလာတယ်ဟိုဇေရမယာခန်းကြီးဆက်ခွင့်ငယ်ခုကိုဖတ်မယ်နော်ဇေရမီအခန်းကြီးဆက်ခွင့်ငယ်ခုကိုဖတ်မယ်နော်ခင်ဗျာပြီးတော့အခန်းကြီး9အငယ်10ကိုဖတ်မယ်ဒီမှာကပ္ပဦးကျက်ကမမင်းနဲ့ညဖတ်ပြီနော်ကျွန်တော်တို့စိတ်နှလုံးသားကျွန်တော်တို့ရဲ့အထင်အမြင်ကျွန်တော်တို့ရဲ့အတွေ့အခေါ်အားလုံးဟာအပြစ်တရားနဲ့ပြီးဆုံးနေပြီတဲ့နော်ဂျေဇာကျေလာအခန်းကြီး16မှာသူတို့ရဲ့စိတ်နှလုံးကကြောက်ခဲ့လို့မာတော့ပြီနော်ဆိုတော့လူတွေဟာလုံးဝတက်ရှိတဲ့လူမဟာပခတ်တဲ့အပြင်နှလုံးသားထဲမှာရှိစားတဲ့အရာတွေအားလုံးလည်းအကုန်လုံးမြင့်ပတ်တယ်ပစက်ကတော့ပြောတယ်အပလကတော့ဘာညာဒါပေမဲ့စိတ်နှလုံးထဲကတော့နော်လောဘဒေါသမောဟနဲ့မဖြစ်ဘူးလူသားဟာလောဘရှိတယ်ဒေါသရှိတယ်မောဟရှိတယ်တွေ့လားဒီဓမ္မရအခန်းကြီးကိုအငယ်အခန်းကြီးဆက်ခွင့်ငယ်ကိုစိတ်နှလုံးသည်ခတ်သိမ်းသောအရာထက်ဆင်းရဲတတ်၏အလုံးယုံယွန်းသောသဘောရှိ၏စိတ်နှလုံးသဘောကိုအဘယ်သူသိနိုင်သနည်းအလုံးယုံယွန်းသောသဘောရှိ၏ဘယ်သူကစိတ်နှလုံးကိုသိနိုင်မလဲပစက်ကတော့ရည်တယ်ဘုရားဒီလိုကတော့ကောင်းနေပါညာသူပြီးတော့ပြောပေမဲ့နော်စိတ်နှလုံးကတော့ဒီကောင်မတော့ဒီလူကတော့တနေ့နဲ့ငါနဲ့တွေ့မယ်ဟုတ်တယ်နော်ဒီလူကတော့မဖြစ်ဘူးစိတ်ထိကတော့စဉ်းစားတယ်ဒါပေမဲ့ပစက်ကတော့တကယ်ကြီးမြင့်ကြီးနေတဲ့လူပဲနော်သဘောတရားနဲ့စကားပြောတယ်ဆိုတော့လူရဲ့စိတ်ကလုံးဝမမှန်တော့ဘူးကျွန်တော်လူဖိရချင်းကလည်းစပြီးတော့တဘာဝဗီဇကနဲ့ပြတဲ့ဝင်လာတဲ့အတွက်တော့ကျွန်တော်စိတ်နှလုံးသားလည်းလုံးဝမှန်ကန်တဲ့နှလုံးသားရှိတော့ဘူးဆိုတော့ဖြစ်တယ်ခုနကကျွန်တော်တို့လောက်တဲ့အရာတွေလည်းကဲကျွန်တော်တို့ဇာတိပကတိကနဲ့အပြစ်သားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာပဲလို့ဘုရားသခင်ကလက်မခံတော့ဘူးဟာနော်ဒီမှာဘက်ကနည်းနည်းရွှေ့တော့တယ်သူတို့လောက်တဲ့အရာတွေအလုံးဟာနော်ဘာမှအလားအလာပဲဖြစ်တယ်နော်ကျွန်တော်တို့ပေးကမ်းတဲ့အရာတွေပြောချင်တာကယေရှုခရစ်တော်ကိုလက်မခံဘဲနဲ့ကျွန်တော်တို့အချိန်မှာဝိညာဉ်တော်ဘုရားမရှိဘဲနဲ့လောက်ချင်းပြုချင်းအရာတွေအလုံးဟာဘုရားသခင်အတွက်အလားအလာပဲဖြစ်တယ်ဆိုလို့ရှိရင်ကကျွန်တော်တို့ကလောကီအတွက်အသက်ရှင်တဲ့လူမဟုတ်ဘူးနောင်လာမယ့်ဘဝအတွက်အသက်ရှင်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပေးကမ်းတဲ့မျိုးလို့ဆိုတဲ့အရာတွေထာဝရအသက်နော်ကျွန်တော်တို့အဲ့ဒီကြောင့်ဖြစ်တယ်ရှီဆောင်ချင်းမှာပါလာတဲ့ချိန်မှာနော်စုကျဲယူရီခါစားဖို့ဖြစ်တယ်နော်ဆွေတရဖူရီခါစားရဖို့ဖြစ်တယ်အဲ့ဒါကြောင့်ဘုရားကမတည်ပဲလေလောက်တဲ့အရာအားလုံးဟာလုံးဝဘုရားသခင်လက်ခံမှာမဟုတ်ဘူးဒီတော့ကိုပြုတ်ကိုချင်းနော်ဒီတော့ကပူဇော်ချင်းလောက်တဲ့အရာတွေအားလုံးဟာဘယ်သူကလောက်ခံတယ်လဲနော်ဘုရားသခင်နဲ့အထူးလောက်တကယ်သလားဒါမှမဟုတ်ရင်ကိုယ်ပေါ်မှာပြောမယ်မလေးရှားမှာဘာတိုင်ကိုလောက်တဲ့လူတွေများကြည့်နော်တာသမီတွေဆိုတော့ဟာ
ပတ်တိတ်ကိုအမေတမလေးရှာမှာလုပ်ပေးကြတယ်အဲ့ဒီပတ်တိတ်လုပ်တဲ့ဟာကဖယားကိုချင်းမလို့လုပ်တာလားတာသမီးတို့ကိုတက်ပြီးလုပ်ပေးတာလားသူတို့ပြောလုပ်ပေးတာလားအဲ့ဒါကိုဖယားခင်ပြောလို့ဖြစ်တယ်ကျွန်တော်တို့လုပ်တဲ့မြတ်ဒီဘုန်းတော်ဖြစ်ချက်ကိုဆရာပြောပြီးနော်အဲ့ဒါဆိုဖယားမှာပါပေးတယ်ကျွန်တော်တို့လုပ်တဲ့အရာတွေအလုံးဟာဖယားခင်ကလုံးဝကိုလက်ခံတာမဟုတ်ဘူးဆိုတာကိုဒီမှာကျွန်တော်တို့လုပ်တဲ့အရာတွေအလုံးဟာဖယားခင်ကလက်မခံတော့ဘူးဒါဆိုရင်ဖယားခင်ကကျွန်တော်ပေးကတာလည်းလက်မခံဘူးကျွန်တော်စေပုတ်ပုတ်ထဲတာလည်းလက်မခံဘူးအလုံးဝင်ထဲတာလည်းလက်မခံဘူးတချင်းဆိုတာဒါဆိုတချင်းဆိုတာတော့ group ဆောင်းပါတော့ဖယားခင်ကလို့မရှိဘူးဆိုတော့ကျွန်တော်ဖယားဆောင်လည်းမတက်တော့ဘူးကွာဒါမှမဟုတ်ရင်အလူမီလည်းမထည့်တော့ဘူးကွာဒီကမ်းမဲ့နေမှာပေါ့ဘာထူးတယ်လဲဆိုပြီးတော့ကျွန်တော်တို့စဉ်းစားနေချိန်မှာဘာမှမလုပ်ဘဲနေနေရင်လည်းနော်လူတွေကအပြစ်ကိုကျူလို့လေဘာမှမရှိတော့ပါလေကာယကံဝစီကံမနောကံနော်ထူးချင်းတိတ်ချင်းတဲ့အပြစ်ကိုကျူလို့ရင်တော့မှဘာဖြစ်လဲဆက်နှလုံးသားကလည်းအပြစ်ကိုကျူလို့နေဒီကောင်မကတော့ပိုင်းရပါတော့ဒါမှမဟုတ်ရင်တစ်စက္ကန့်နဲ့ပြောတယ်အဲ့ဒါဆိုကာယကံဝစီကံမနောကံနဲ့ဘယ်သူမှပြစ်ကိုလည်းမရဘူးကဲဒါဆိုဖိလိပ္ပိအခန်းကြီးတော့ငယ်စေဖို့ဒီကနေ့ချက်စာပေါ်လာတာနဲ့နော်ဖရက်ဝစ်အဖွေးချက်စာကိုချက်ချင်းခံကြလေနော်ကြာဖက်ခံမယ်ဆိုတော့ဒီမှာပညတ်တော်စေပါမှာကျွန်တော်တွေ့ခဲ့တာနော်အဲ့ဒီလေးခုကလူတွေကဖျားဖက်ကိုလောက်ရမယ်တစ်ချက်ဘယ်မှခုရဘူးရုပ်ရှိချုံမလောက်ရဘူးနော်ဖျားစကားအမှန်တမ်းတော့ဘူးမချင်းမြင်မလောက်ရဘူးဥပုပ်နဲ့ရှောင်းမယ်အဲ့ဒီလေးခုကိုဖျားတစ်ခေတ်ထိုင်ကိုပြောလောက်ရမယ်ဖြစ်တယ်ဒါပေမဲ့တစ်ချက်ဘယ်မှခုကိုနေလို့ပြောထားတာဖိလိအခန်းကြီးကိုငယ်စေဖို့မပါပြောတယ်အဲ့ဒါတစ်ချက်တော့ဖတ်ကြည့်အောင်ထိုသူတို့သည်ပျက်စီးခြင်း၌လမ်းဆုံးတကြသည်သူတို့၏ဖျားမှုကမိမိတို့ဝမ်းပေသည်မိမိတို့ရှက်ကြောက်ဖွယ်သောအကျင့်၌သာမိမိတို့ဝါကြွားကြသည်လောကီအရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြတယ်တစ်ချက်ဖျားမကုတ်ပဲလို့ဖျားပြောတယ်ဒါပေမဲ့ရှင်ဘောလူကလည်းပြောတယ်လောဘကြီးခြင်းနော်လောကပစီလောကရဲ့ပစီအရာတို့ကိုတက်မမောပန်းခြင်းဟာသူတို့အထက်မှာဖြစ်လေဖျားဖြစ်တယ်ဟိုကျွန်တော်တို့ပိုက်ဆံတရားရှိနေရလို့ရှိနေနော်ဘယ်သူမှလောဘမကြီးတဲ့လူမရှိဘူးနော်ဒါဆိုတော့ရုပ်ထုကုပဲတဲ့လူတွေပဲဘလို့တဲ့ခန်းကြီးတော့အငင်ကဘလို့တဲ့ခန်းကြီးတော့အငင်ကသူဖက်မလဲထို့ကြောင့်မတရားသောမိထုံ၌နေဝဲခြင်းညင်မြူစွာကျင့်ခြင်းကိလေသာပူပန်ခြင်းစိုးညစ်သောတမတ်ခြင်းရုပ်ထုကိုကိုယ်ွယ်ခြင်းဖြစ်သောလောဘလူကျွန်းခြင်းဒီဟုသောမြေကြီးပေါ်၌ရှိသောသင်တို့၏ကိုယ်အင်္ဂါတို့ကိုရုပ်ထုကိုကိုယ်ွယ်ခြင်းနဲ့ဆံတော့အရာဒီအလုံးဟာလောကနဲ့ပတ်သက်တဲ့အရာဒီအလုံးကိုဖြစ်တယ်ကျွန်တော်တို့နော်အင်ကြီးကောင်းကောင်းလေးဝတ်ခြင်းနဲ့ဘောမီကောင်းကောင်းလေးဝတ်ခြင်းနဲ့ထမင်းကောင်းကောင်းလေးဝတ်ခြင်းနဲ့ချင်းပစုတဲ့ချင်းကြီးဝတ်ခြင်းနဲ့လူချင်းတက်မချင်းဟာလဲကျွန်တော်တို့မရှိပေမဲ့လူချင်းတက်မချင်းကိုနော်ရုပ်တုကိုဝတ်ခြင်းနဲ့တူတူပဲဆိုတော့လူတွေကဖျားတိကဓမ္မလောက်ရမလေးခုတော့မလောက်တာဘူးဆိုတော့သူ့ရဲ့လမ်းဆုံးကပါလဲတေချင်းတရားပဲထာဝရငရေပဲတွေ့ရတော့ဒီမှာအများကြီးရှိတယ်ဘာမှမကြည့်ရတော့ဘူးနော်အမပြစ်မှနဲ့နော်သူများကိုမပြစ်မှန်းနဲ့လို့ပြောထားတယ်ဒါပေမဲ့ယေရှုကပြောလဲဒီကောင်မတော့ချောတယ်ကွာသူရုပ်ကလာတယ်ကွာသူဘာညာဒီလိုစိတ်ကူးရင်လာတယ်တော့မှတော့ဘာဖြစ်ပြီလဲအပိရှိပြီဟုတ်တယ်နော်သူများအသက်ကိုမတက်နဲ့ပြောတယ်ဒါပေမဲ့ယေရှုကပြောလဲညီကူမောင်နှမသူငယ်ချင်းတွေကိုမုန်တီတော့စိတ်ကြီးလူတက်ချင်းတဲ့သူကြီးလို့ပြောတယ်နော်လူတယောက်သူတယောက်ကိုကျွန်တော်မုန်းပြီဆိုတော့ဘာဖြစ်လဲဇာဆာလာတယ်ဇာဆာပြီဆိုတော့ထူရကြိုက်တယ်သူကနိုင်ရင်တော့ကျွန်တော်တို့ကဓာတ်နဲ့ထူမယ်တော့လည်းရက်ရင်ဒါဆိုသူကဘာဖြစ်လဲတေးပြီမောရှိကတော့လူအသက်မတက်နဲ့လူပဲချစ်ပြောတယ်ဒါပေမဲ့ယေရှုခရစ်တော်ကတော့တက်တယ်ကိုမပြောနဲ့ဇာနဲ့မဖြစ်နဲ့မုန်းလည်းမမုန်းနဲ့အဲ့ဒီမုန်းတိဆက်တဲ့စီပြီဆိုတော့လူအသက်တက်တာတူတူပဲဒါဆိုရင်ဘယ်သူကကောင်းကင်နိုင်ကိုရောက်လာတော့ပါလဲလူတွေရလာစုကပါဖြစ်ပြီလေနေချင်းတရားဖြစ်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ကောင်းတော့အချင်းရင်လည်းအချင်းနေနေကြပြီဆိုတော့ဘာမှဖျက်တဲ့လက်ခံတော့
နောက်ဆုံးတစ်ခုပြောပြတယ်နော်ကျွန်တော်တို့ကဘောဆာမှုလေအပိတရားဖြစ်နေတယ်နော်ဘယ်မှာတွေ့လဲဆိုတော့နော်ဒီမှာnumber တိုးလေရချက်မဟုတ်ဘူးဗါလေ Exodus Leviticus number တိုးလေရချက်မဟုတ်ဘူးနော်တိုးလေရချက်အခန်းကြီး20ငယ်7မှာဘုရားသခင်ကဘာပြောလဲဆိုတော့နော်မောရှိကိုပြောတယ်သူ့လူတွေကအရန်ကြီးစားတာလေကြီးစားတော့မောရှိကဘုရားကိုတောင်းတယ်ဘုရားကဘာပြောလဲအဲ့ဒီကျုံတုံးကြီးကိုတောင်းဖက်နဲ့တွတ်ချိပါလို့ပြောတယ်နော်တွတ်ချိပြီးတော့အမျိုးတွေကိုရှိပေးလိုက်ပါလို့ဘုရားကပြောတယ်မောရှိကအမျိုးတွေလေးတင်လာလူမျိုးတွေလည်းကုန်လုံးရှိစားပြီးဆိုတော့မောရှိကဘာပြောလဲအရှိလည်းမပေးပေးနဲ့ဒီမှာကျွန်တော်တို့တေကူကခေါ်လာပါညာလူတွေကစကားများတော့မောရှိကလေလေနဲ့ဆက်တူလာတော့ဘုရားတခင်ကကျုံတုံးကြီးကိုတွတ်ထူပါဆိုရကိုကျုံတုံးကြီးကိုမထူတော့ပဲနဲ့မောရှိကဘာလုပ်လဲကျုံတုံးကြီးကိုရိုက်လိုက်တယ်ဘုရားသခင်ကျင်တယ်လားမကျင်တဲ့တော့ဘူးဘုရားသခင်ခန္ဓာကတော့ထိယုံပဲထိဘူးပဲဒါပေမဲ့မောရှိကရိုက်လိုက်တော့ဘုရားသခင်ကသူတို့ကိုတိုက်ခလိုက်တယ်ဆိုလို့ရှိရင်ကဘောဆာမှုပဲအဲ့လိုမျိုးမရဘူးကန်းနဲ့အဘဲအကြောင်းလဲအဘဲကဘာဖြစ်လို့ကန်ကအဘဲကဘာဖြစ်လို့တက်တယ်လဲဆိုတော့အဘဲကတော့အကောင်းဆုံးဘုရားကိုပေးစတယ်သူပူဇော်တယ်ဘဲကနေအဘဲလာကကိုင်းနေတာကတော့သူကဘောဆာပြီးတော့နော်သူကြိုက်သူရတဲ့အရာကိုပဲဖျက်ပြီးပေးလိုက်တယ်ရွေးတာလည်းမရှိဘူးသူကမုံကြီးရလည်းမုံကြီးပေးတယ်နော်ကိုပီရလည်းကိုပီပေးခန်းကြီးရခန်းကြီးပေးတယ်အကောင်းဆုံးဆိုတာလည်းခုမှစိတ်ထဲမှာမရှိဘူးအဲ့ဒါဘောဆာမှုကဘုရားသခင်ကမကြိုက်ဘူးအာဗြဟံနဲ့လို့အကြောင်းနဲ့အများကြီးပဲနော်ဘုံအိတ်တွေလာလူမျိုးတွေချမ်းတိုက်ပွဲဝင်လို့ကလည်းအခန်းကျော်မှာဇေရကောင်းမျိုးကိုသူတို့နိုင်ပြီးနိုင်ပြီးမှအခန်းကျော်တိတ်တိတ်လေးကျန်တယ်အဲ့ဒီမှာမနာတော့ဘူးဘာဖြစ်လို့မနာတော့လဲဆိုတော့လူတယောက်ကပရှိတိခူးလာတဲ့အတွက်ကြောင့်ဣသရေလလူမျိုးတွေအများကြီးတည်တယ်ဘုရားသခင်ကနော်ပေါ်ဆောင်မှုကြောင့်အများကြီးပဲကျွန်တော်တမန်တော်အထုမှာအာနန္ဒနဲ့ဆဖိုင်ရာစတဲ့ကျွေးတယ်နော်သူတို့ကြောင်းထားတဲ့အရာတွေအားလုံးကဘုရားရှင်မှာမပေးအပ်တဲ့တဝက်ကိုသူတို့ယူထားတယ်တဝက်ကိုပေးလိုက်တယ်ပြီးထရုကမဲတယ်နခတုခမဲတယ်တကယ်လားဟုတ်လို့လားမဲတယ်ဟုတ်တယ်ဒါတော့ပေးကြတယ်ကျွန်တော်တို့ကဒါတော့ပေးကြောင်းပြောလိုက်တယ်သူတို့ကကျုပ်မဆက်ဘူးပေါ့ဆဆနဲ့သူတို့ကလောက်လာမယ်ဖြစ်လို့ဘယ်ဟုတ်မလဲအာနန္ဒဆေဘာဖြစ်လဲဆုံးသွားတယ်ဆဖရာဆေဘာဖြစ်လဲဆုံးသွားတယ်ဒီနေ့ဆရာတော်ဆုံးပြောချင်တာကဒီနေ့မှာပြုချင်းလောက်ချင်းအရာဒီအားလုံးမှာအပိတ္တဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလုံးဝဒီဟာတွေကနေလွတ်မြောက်ဖို့နားကြောင်ရှိတော့ဘူးဒါပေမဲ့ဒီဟာဒီအပိတ္တရာဒီအားလုံးကိုအပိရဲ့အခါရတဲ့ချင်းကစားနော်လူတွေရဲ့ကျိုးလုံးတဲ့အရာတွေအားလုံးဟာအခုနတားလေးကဖတ်တဲ့အခါပဲဒီလူတယောက်အဖြစ်တေချင်းတရားကိုရင်ဆိုင်ပေမဲ့လူတယောက်ခေတ္တအဖြစ်ယုံကြည်တော်သူပေါင်းလို့နေထာဝရကိုတက်ကိုရချက်၏ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းရှိရင်အဲ့ဒီထာဝရတက်ကိုရမှာဖြစ်တယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ပြဿနာကမယုံကြည်ခြင်းရဲ့အဖြစ်ပဲမွတ်စလင်တွေဟိန္ဒူတွေ community ဘာဖြစ်လို့ငရဲသွားမှာလဲမယုံကြည်ဘူးပေါ့ဟုတ်တယ်မလားယုံကြည်တယ်ဆိုတော့ဘောကိတနာကြောင့်ဒီနေ့ကျွန်တော်တို့လည်းခရိယာဖြစ်ရုံနဲ့တော့မလုပ်တော့သေးဘူးယုံကြည်ခြင်းအစစ်အမှန်ကျွန်တော်တို့မှာလိုအပ်တယ်အဲ့ဒါကြောင့်ဒီမှာမယုံကြည်ခြင်းအဖြစ်ကနော်ဒီမှာဓမ္မကြဆိုဝင်ကြခံဒုဒတ်စရုပ်ခဆောင်နော်အဲ့ဒါမှာကျွန်တော်တို့အေလိစာနဲ့နော်နာမန်ဆိုတဲ့ဘုရင်စစ်တပ်ဘုရင်ကြီးအကြောင်းလည်းကျွန်တော်တွေ့တယ်မြင်မပြောဘူးဒီမှာရှင်ယောဟန်အခန်းကြီး7ငယ်ပြောချက်ရှိမှာမာသနဲ့မေရီနဲ့နော်သူတို့အခုလာဇရတေတော့ကယေရှုခရစ်တော်ကိုမဆုံးကြည်တဲ့တော့သူတို့ငိုတယ်ဒါပေမဲ့ယေရှုခရစ်တော်ကပြောတယ်ယုံရင်ဘုန်းတော်ထင်ရှားမယ်ဟာလေလုယာယေရှုခရစ်တော်ကိုကျွန်တော်တို့ယုံကြည်ခြင်းအပြင်စက္ကန့်နဲ့မယ်ဘုရားကိုဆုတောင်းနိုင်မယ်ဆိုတော့ဘုန်းတော်အမြဲတမ်းထင်ရှားတယ်အဲ့ဒါကြောင့်ယုံကြည်ခြင်းဟာအဓိကဖြစ်တယ်ဒီမှာနော်သစ္စာအခါဒုတိယစာဆောင်အခါကြီးတို့အငယ်ကြီးမှာပြောတယ်ဘုရားသခင်ဟာလူမျိုးတကာတို့ထဲမှာမယုံကြည်တဲ့အဖြစ်ကြောင့်ယေရှုခရစ်တော်မကြွလာခြင်းဟာလူမျိုးတကာတို့ကယုံကြည်ခြင်းကောမရတဲ့အတွက်တော့ဖြစ်တယ်။ဘာဖြစ်လို့လဲဘုရားသခင်က
Mataro Kuyura and the case of the Pia Pikachu, the old day of the Boom, Yosuma, Pia Pikachu, Shibu, Lumu Tagaroga, Gate in Chia Sebiro, Valepia Kutibiro, Gate in Chia Puyan, Pia Pikachu, Shide, Kima, at the Miram, Yellow, Achimishiro, Busuro, Matiro, Yama Belo, General Lutari Aluma, Pia Pikachu, General Lutari Aluma, but Peter. ပြောဆိုတော့သူဖြစ်တယ်နော်ဘုရားတခင်ကလူသားတွေအားလုံးဟာကောင်းကင်နဲ့ချက်ဘဝချင်းအနာနဲ့ပြည့်စုံတော့သူဖြစ်တယ်နော်ပြောဆိုတော့သူဖြစ်တယ်နော်နံပါတ်1ကပြောလဲခွေးလိုဝတ်နဲ့ခွေးနဲ့ဝတ်နဲ့တူတယ်မစုကြည်သူအားလုံးတွေဟာခွေးနဲ့ဝတ်နဲ့တူတယ်ဝက်ကတွေ့တယ်နော်အဆွေပေါ်မှာသွားပြီးမှတနေ့ကိုဆွေပြပါဆွေအကျဲမှာနေပြီးတော့ထွက်လာပြီးတော့တနေ့ရာမှာသူကလောက်ပြီးမှသူတက်စီလာပြီးဆိုတော့ပြောင်းဝင်တယ်ခွေးနဲ့တခါလေးနဲ့စားပြီးတော့ဝါစားတယ်ဒီလားအသားတွေအဒူးနဲ့မြုံချက်ပြီးတော့ပိတ်ပြီးလာတယ်ခွေးကပြက်အားနဲ့ပြက်အားပြီးမှပိတ်စားတဲ့ချိန်မှာသူကစားတယ်ခွေးကအဲ့လိုမျိုးရှိတယ်အဲ့ဒါဆိုလူကြီးနဲ့ခွေးတွေတူတယ်အာဒီညတော့နေမူလာပြီးတိုက်ဆိုမှနှလုံးလုံးချက်လိုက်တော့လေပုံကြိုက်တယ်မူလေဒီငါရက်မတော့ဘူးကွာငါတော့ခါရက်တော့နော်လုံးဝမဖြစ်တော့ဘူးငါရက်ထက်ပြီးတော့မူတဲ့ချိန်မှာတော့ကဲတဲ့ချိန်မှာပြောမှုတယ်နော်ပြောလားဒီကဒါတော့ဟမ်ကျွန်တော်အချက်အကြမူပြီးကောက်ကဲပြီးစနော်တော့တာရကျတယ်နော်ဒါပေမဲ့မူလေးနာတော့နည်းနည်းတော့တက်လာနည်းနည်းကောင်းမှုလေးကတော့ပိုင်းတော့ဘယ်လိုချက်တော့ကောင်းပါပြီနောက်တော့ကိုတော့ပြချက်ရင်ကောင်းအမှုပြီးရတယ်မလားအဲ့လိုပဲခွေးလိုပဲအာမိတာကိုပြောစားတယ်အပိတ်တကကျူးလို့နဲ့နည်းနည်းပေါ့တော့တာရတယ်ဒါပေမဲ့အချင်းအခါပြန်ကောက်လိုက်ရင်ပြန်လောက်တယ်ခွေးနဲ့တူတယ်ဘူးကအင်တာထဲမှာဒီကောတွေ့ဘူးလားကျွန်တော်တို့ဘယ်လိုမှနော်အမြဲကြည့်ကြတယ်နော်အင်တာတော့မရှိတဲ့လူဆိုရင်အများကြီးနော်တချို့အင်တာတွေကအိုးအကြမ်းတမ်းနော်အင်တာထဲမှာပါရှိတဲ့လောက်ကော်နေလောက်ကော်နေတနေ့ကောလောက်တယ်မြင်ဘူးလားအင်တာထဲမှာဒီကအမတို့မြင်ဘူးလားမမြင်ဘူးဆိုရင်အင်တာမရှိလို့ပဲကျွန်တော်တို့အနောက်ဘယ်မှာလဲဆန်းကဘယ်မှာရှိတယ်ပထမလိုက်ဒီမှာကလေးတွေထိန်းတယ်သူတို့ပြောမှာသူကတော့ဆရာအင်တာတက်ရင်လည်းတောက်ဆောင်ရှိကြီးဆိုထားလိုက်တယ်အဲ့ဒါမှကျုပ်တို့ကထားတယ်လို့ထားတယ်ဝက်မောင်းတာဝက်တော့လာရောမူအဲ့ဒါနဲ့မစုံစကားတက်တယ်ကလေးတွေဝက်ကလေးကခွငယ်လို့အော်တယ်သူတို့ဝက်ပါကြီးကခူတာအဲ့လိုအော်တယ်သူတို့အင်တာထဲမှာလောက်ကောင်းနေတာလောက်တယ်နော်ဘာလို့လဲအပေါ်တက်ချင်တာအပေါ်ရောက်တာနဲ့တစ်စက္ကန့်ပဲသူတို့အပေါ်ရောက်တာနဲ့ချက်ချင်းမှဖြစ်နေအောက်ပြန်ကျသွားတယ်အဲ့လိုပဲလူတွေကဖယားမပါပဲနဲ့ကောင်းမှုကုတူလောက်ချင်တာကျူးစားချင်တာခဏပဲခံနေနော်တကယ်ကျွန်တော်တို့ဖယားတကယ်ချစ်ချင်းမကပါပဲနဲ့နော်လောက်တဲ့အရာတွေဟာတခဏပဲခံတယ်ကျွန်တော်လာဆာမေရတဲ့အချိန်မှာလက်ဖက်ရည်တစ်ခွက်တိတ်ဖို့ကတော့နော်မနှမြောဘူးလောက်တာနဲ့ဒါပေမဲ့အမေရိကန်လောက်တာလားမလောက်တာဘူးဘာကြောင့်လဲလူဖက်ကလာတဲ့ချစ်ချင်းမကဖြစ်တဲ့အတွက်ကြောင့်ဖယားတခင်ပိုင်ရင်ပိဿာစီဒီဖြစ်စေမရှိဒီဖြစ်စေကုငီဘုမဆာဘုကအရှင်ဖြစ်နိုင်တယ်ဟာလေလုယာအာမင်အဲ့ဒါကြောင့်လောက်တော့လူပဲနေတော့တဲ့တခါတည်းပဲနော်အာရလာတဲ့ချိန်မှာအမေတန်တချစ်စုချင်းနဲ့နေနေပါမောပတ်လာတဲ့ချိန်မှာဖယားကိုမချင်းတော့ဘူးဖယားကြောင့်မတတ်ချင်တော့ဘူးအဲ့လိုမျိုးတွေနဲ့အမေတန်ပြပေါ်စုမှရောက်ချင်တဲ့လူတွေဖြစ်တယ်ကျွန်တော်တာရင်ကျမတာရင်ကျမမရှိကျွန်တော်မရှိရင်ကျွန်တော်ဒီတိတော့မပါဘူးလို့ရှိတော့ဒီလူတွေဘာလို့နာမလဲသူပြီးတော့အပေါ်ပဲတက်ချင်ကြတဲ့လူတွေဖြစ်တယ်ဘယ်သူတွေလဲအပိတာတွေလောက်ကောင်းပြီဒီမှာဆရာဝေလေးနဲ့ဆရာခဏနေမှလာပါဦးဒီမှာဆရာဝေလေးနဲ့ယေရှုခရစ်တော်မတည်ဘူးကျွန်တော်လည်းယေရှုခရစ်တော်မတည်ဘူးဆိုတော့ကျွန်တော်တို့ဘာဖြစ်လဲဒီကောင်လို့ဖြစ်တော့ဒီကောင်နဲ့တိုင်းဘူးကောင်နဲ့တိုင်းနဲ့ဘူးကောင်နဲ့တူတယ်အဲ့ဒီတိနေစားဟုတ်ပြီနော်အားလုံးပဲပတ်စတာကအစဖယားကိုမတည်တဲ့လူတွေကဒီကောင်ပဲဘူးကောင်ပဲကျွန်တော်ဟာခါစကားနဲ့ပြောပြစတော့ထုံလုံးနဲ့တိုက်တဲ့မြေဟုတ်တယ်နော်ခွေးနော်
ခွေးမြတ်တက်တဲ့ဆရာဖြစ်သွားပြီဘာဖြစ်လို့လဲအပြစ်သားဖြစ်တဲ့ကြောင့်ဘယ်သူအမြင်မှာလဲဖခင်အမြင်မှာဘာကြောင့်လဲအာဒမ်နဲ့ဧဝါကြောင့်ဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်အဖြစ်အသက်ရှင်နေပြီဆိုရင်ယေရှုကြောင့်တာအသက်ရှင်နေဟုတ်တယ်နော်သူနာသူကြည့်ကြတာယေရှုကြောင့်တာအသက်ရှင်တာယေရှုကြောင့်တာဘာဖြစ်လဲဝတ်မြော်တယ်ဟာလေလုယာအဲ့ဒါတော့ယေရှုရဲ့အသက်ရှင်ပြီဆိုတော့ကျွန်တော်တို့ကလွတ်မြောက်တော်တာတမီးဖြစ်တယ်ဒီမှာနော်ဘုရားသခင်ကပြောလဲမွေသားသမီးကြီးတဲ့နော်မွေကားကြီးခံတာလေအဲ့ဒါကြောင့်အဲ့ဒီအပိကလည်းဝတ်ထွက်လာတဲ့လူသားတွေအလုံးဟာမွေသားသမီးကြီးဖြစ်တယ်ဒီမှာကျွန်တော်တချင်ကိုစုပေးတဲ့သမီးနှစ်ယောက်လဲနှခမ်းစုရှယ်ရီကမွေနှခမ်းစုတင်းနဲ့မွေပါလိမ့်ယေရှုခရစ်တော်မတည်ဘူးဆိုတော့နော်တချင်စုကိုပဲလာရဆိုတော့ချင်းမဖို့ဘုရောထင်ချဖို့ကိုယ်ကိုမလာပဲနဲ့ဆရာကတချင်စုကိုပဲခေါ်ရဆိုမှတချင်စုကိုပဲလာတယ်ဆိုတော့ဗာလဲမွေနှခမ်းစုတဲ့မွေပါလေဖြစ်သွားအားလုံးပဲနော်ဒီနေ့တို့တမီးတချင်စုတဲ့လူတွေလည်းမွေကလေးဖူးတချင်စုယေရှုခရစ်တော်မှာအမျိုးတည်းအလှည့်ချက်ဖြစ်တယ်ဆိုပြီးမှဖယားဘုရောချင်းချက်ပူရတဲ့ချီးမွမ်းဖို့စိတ်ထဲမှာမရှိဘူးဆိုတော့အဲ့လိုကိုပြောတာဖြစ်တယ်။ဘာပြောလဲ။လက်စုစာတန်တာတမီးဖြစ်တယ်။ယောဟန်အခန်းကြီးရှင်ငယ်လေးစတယ်မှာနင်တို့ဟာအဖစာတမာရယတာတော်ဖြစ်တယ်။သူဟာအစကရဲ့လင်ချင်းညာချင်းနဲ့ပြီးဆုံးတဲ့စကားဖြစ်တယ်။မလီတဲ့လူတယောက်မှမရှိဘူးနော်။အားလုံးလင်တက်တာပဲ။ဘာဖြစ်လို့လဲကျွန်တော်အဖေယတာလေးကျွန်တော်အဖေကစာတန်အဲ့ဒါဆိုကျွန်တော်လင်စကားပြောတာ။အဲ့ဒါမြင်လို့မရဘူးဒီမှာတော့ဆရာကအကျဉ်းသားလို့ပြောတာနော်ဘယ်လိုမှကျုပ်တိကများလို့အကျဉ်းသားလို့များရှိတယ်လို့အကျဉ်းသားလို့ပြောတယ်နော်အကျဉ်းသားထောင်မှာကျဲတဲ့လူတွေဘယ်ထောင်မှာကျဲလဲစာတာမာနရဲ့ထောင်မှာကျွန်တော်ကျဲတယ်မျက်စိကတော့သူဘုရားသခင်ရဲ့ဓမ္မတရားကိုကျွန်တော်မမြင်နိုင်သေးဘူးနောက်တော့တော့တရားကိုမမြင်နိုင်သေးဘူးနားနဲ့တော့ကြားတယ်မျက်စိနဲ့မြင်တယ်လို့ပဲတချို့ဆိုတွေကလည်းတချို့လူတွေဆိုတော့private မှာဒီမှာအရာဦးတာကျွန်တော်နည်းနည်းပြန်နေချင်းမှာလည်းလာမှာတလားလို့ပဲပြောတယ်လူနဲ့ပဲဒီလိုမျိုးခွင့်အားရတယ်ပြောတယ်ဒီဖက်နေတဲ့ကြားပြောတယ်အမျိုးသမီးကပြောတယ်မနေ့ညပါပြီလို့နောက်ဆုံးမှာတမီးလေးကိုချင်းမရှိခါပဲနဲ့တမီးလေးချင်းစုပြီးမှလည်း prayer မဝရှိကဝိဆိုတာအရာပြောပါတယ်အမျိုးသမီးကကျွန်တော်ပြောတယ်အမနဲ့ပြန်တဲ့ကိုသူတို့ဥစ္စာပါပြီလို့ပြောချင်တာကအမျိုးသမီးလည်းကြားပြောတယ်နော်လူနဲ့လားမြတ်လားမဆန်ဘူးဖျားကိုဒီစာတမန်ရဲ့ကျွကလည်းလွတ်ပြောပြီးတော့ဖျားကိုချီးမွမ်းတာဝတ်ပြတော့ပုတ်ဖွဲ့တာအကြံကောင်းတယ်ကျွန်တော်မျက်စိဘုလင်းလာတယ်ဆိုတော့နော်နောက်ဆုံးပါလေမျောလင်းချက်မရှိတော့ဘူးလူကမျောလင်းချက်မရှိတော့ဘူးလေအပိဆိုတော့တေချစ်တရားပဲရေးစားတော့မရှိတော့နောက်မှပါလေငပေငယ်ရေးဆိုတော့ဘာမှမျောလင်းချက်မရှိတော့ဘူးလေလူသားတွေကတော့အဲ့ဒါတော့အဲ့ဒီအပိတရားကပြတာကဘာလဲအဲ့ဒီလူသားတွေအပိဖြစ်တဲ့ကြောင့်ဘာဘူးနော်ဆွလက်ဖြစ်တယ်ဆိုတော့နံပါတ်1ဇာတိပကတိဝိညာဉ်တော်စိတ်နှလုံးသားကျမ်းမာခြင်းချမ်းသာခြင်းနဲ့အကုန်လုံးကျွန်တော်တို့ကဖွင့်ပေါ်လာကြတာကျွန်တော်တို့ဖြည့်ချင်းကိုခံရတယ်နာချင်းခံရတယ်အမေကဆုပ်ဆုပ်ခြင်းနဲ့ရင်ဆိုင်ရတော့တယ်စာတန်ရဲ့ကျွန်တော်တို့အပေါ်မှာစာတန်မနာကကျွန်တော်တို့ကိုကောင်းစားခြင်းတောင်လို့ဘာလို့ချင်လို့နော်အမေကဆုပ်ဆုပ်စေခြင်းနဲ့အမေကဖြစ်လာစေခြင်းနဲ့ဖျောက်ကိုမခုပွေပဲနဲ့ဖျောက်ကိုမချီးမွမ်းပဲနဲ့ဖျောက်ကိုမဆက်ကပ်ပဲနဲ့အမေတိုင်းလိုပဲနေခြင်းနဲ့ကျွန်တော်တို့ဆက်ရတာနဲ့စေဖို့တခုခါဖို့မခွဲပဲနဲ့နော်အင်လာခါပဲဖို့ပဲနော်စားဖို့တော့ဖို့ပဲဒီနေ့ကနေချင်ဘောရစတော်မှာတော့မယ်ဒါမျိုးစဉ်းစားနေပြီဆိုတော့စာတန်နာမာနရဲ့လင်လေချင်းမှာပဲတက်ရှင်နေတယ်ဆိုတာကိုပြတာဖြစ်တယ်အဲ့ဒါကြောင့်ဘုရားသခင်နဲ့နော်အမေကမိုက်တာဝိချင်းဘုရားရှိမှုချင်းကိုအမေကပို့စားပြီးတော့ကျွန်တော်တို့ကအဆုံဆုံခဲ့တယ်ပြီးတော့ဖန်ဆင်းစင်အရာအားလုံးနဲ့နော်မိတ်တရားဝိချင်းအရှင်တို့ကအဲ့တဝိချင်းမှာနော်အောက်တူတကနေတယ်ဒီပေါ်တော့မှာဆိုရင်ဒူးတငယ်နဲ့ကလေးနဲ့မွေနဲ့ချင်းတဲ့အတူကမိတ်တရားဖွင့်နေအဲ့ဒီချိန်မှာယေရှုခရစ်တော်ကဘယင်ဖြစ်လာတယ်ဒီနေ့တော့ကျွန်တော်ဆုံးနေနော်အောက်ချိုကြီးပါမှလည်းကျွန်တော်ဆုံးသွားတယ်ဘာဖြစ်လို့လဲအတင်းအောက်ကထားစကားလည်းကျွန်တော်နားမထောင်တော့ဘူးအတင်းအောက်ပါစတာစကားလည်းနားမထောင်တော့ဘူးဘာဖြစ်လို့လဲအပိတ္တာဖြစ်တဲ့အတွက်ကြောင့်အပိတ္တရကကျွန်တော်ကိုဖွင့်နေတဲ့အတွက်ကြောင့်ငါဆိုရဲနော်ဆက်ခါနဲ့နော်ဘယ်သူမှအောက်ချိုကိုလည်းမချီးမမြင်ပြလို့တယ်ကျွန်တော်တို့မှတ်တဲ့မှုလည်းမရှိတော့ဘူးနော်အမေကမင်းနေရာပြီးတော့ဆက်ချင်းချက်တယ်နော်ဒီလိုဖြစ်တဲ့ပိုင်းဂျေနီကဖမ်းမယ်ဘာလို့ဖြစ်မယ် operation ဖြစ်မယ် lab block ဖြစ်မယ်အမေတဆူရင်စိတ်နဲ့နေရတာကအပြစ်တရားနဲ့ကျွန်တော်တို့တက်ရှင်နေတဲ့ကြောင့်ဖြစ်တယ်
အဲ့ဒါကြောင့်ကိုယ့်ကိုယ်ကိုလည်းမထင်ချောတာတော့ဘူးနော်ဒီနေ့တော့ဘာရရှင်လဲကိုယ့်ကိုယ်ကိုတော့မထင်ချောကြတယ်ကြောတော့ဘူးဘုရားသခင်ဘုန်းတော်ကိုမထင်ရှားတာတော့ဘူးကျွန်တော်တို့ဖျက်မှတ်ခြင်းတရားကျွန်တော်စိတ်ထဲမှာမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ထာဝရဘုရားသခင်နဲ့လောဘတရားဖွင့်ခြင်းခြင်းဝင်ခြင်းကိုယ်ခြင်းဘုန်းတော်ဖြစ်ခြင်းကျွန်တော်တို့မရှိတော့ဘူးလုံးတော့ဆုံးမဆုံးတော့ကျွန်တော်တို့ကတော်ရတဲ့ဟာကနေရပဲဖြစ်ရပါမယ်သူတို့လူတွေကဘာကိုခရမလဲအပြစ်တရားစီရင်ခြင်းကိုခံရမယ်ပြည့်ချင်းနာခြင်းကိုတစ်ချင်းလုံးခံရလာမယ်နော်ဝိညာဉ်တော်အဖြစ်တော်တော့စိတ်နှလုံးအဖြစ်တော်တော့နာခြင်းပြည့်ချင်းစိတ်တစ်ချက်ခံရလိမ့်မယ်ဘုရားသခင်နဲ့ထာဝရခွင့်ကိုခြင်းကိုခံရလိမ့်မယ်ဘုရားသခင်ရဲ့ခြင်းချင်းအမြင်ကနော်အပြစ်တရားစီရင်ခြင်းခံပြီးတော့နောက်ဆုံးကျတော့ဘာဖြစ်မလဲထာဝရငရေကိုသွားမယ်ဆိုပြီးတော့ဘုရားသခင်ကကျွန်တော်တို့ကိုတရားစီမှာဖြစ်တဲ့အဲ့ဒါတရားစီရင်ခြင်းကဒီမှာနော်နောက်ဆုံးတရားစီရင်ခြင်းကနော်ဒီမှာအားလုံးရှိပြခံရမယ်ရစ်ပလင်ဖြမကျွန်တော်တရားစီရင်မယ်ဒီတော့ဒီချက်ပလေကိုတော့ကျွန်တော်ဖတ်ကြည့်အောင်ဒီမှာရှင်မတဲ့အခန်းကြီး20ငါငယ်လေးစကြည့်မနေ့ညဖတ်ပြီးပြီနဲ့အဲ့ဒါလည်းဖတ်ကြည့်အောင်ပြီးတော့ပြတဲ့အခန်းကြီး20အငယ်30စင်ကကိုဖတ်ကြအဲ့ဒါတော့ပဲဖတ်မယ်ရှင်မတဲ့အခန်းကြီး20ငါလူဘဝတက်တက်ကတော့ဆုံးတော့ဒါပဲရတော့နော်ငရေပြီအဲ့ဒါကြောင့်ဒီနေ့စာပြောတဲ့အရာကြီးအားလုံးထဲမှာကိုယ်နဲ့ဆန်နေတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘဝကတော့တွေ့လားဘယ်လိုကျန်အခန်းကြီးပါလဲရှင်မတဲ့25လေးစကြည့်ဘောခါလက်ဝဲတော်ပဲ၌ရှိသောသူတို့အားဒီကကျင်ရှင်းကိုခံရသောသူတို့မာနတည်းဝိတမန်တော်ကိုပြင်ဆင်သောသာရမီတဲ့တို့ငါဓမ္မမှာခေါ်ကြပါမာနနဲ့သူ့ရဲ့အဘောအဖော်တို့အတွက်ပြင်ဆင်ထားတဲ့ထာဝရငရေတော်ပြန်တော့ကိုသွားပါဒီဘက်မကူအခန်းကြီးကူငယ်လေးစတဲ့ကိုဖတ်တော့မကူအခန်းကြီးကူငယ်လေးစဒီထာဝရမီဟာထာဝရမင်းရဲ့မိဖြစ်တယ်နော်မကူလေးစတဲ့သူတွေ့တယ်ငရေရငရေရဲ့ဘယ်လိုနေနိုင်တော့မိတဲ့တို့လက်နက်ကဆန်တဲ့ကိုရတာလက်ရှုပ်တဲ့ရပြီအဲ့ဒီထာဝရမင်းရဲ့မှာပါဖြစ်တယ်ဘူးမတည်းမီမငိဒီမှာဘယ်သူတွေသွားမလဲကျွန်တော်တို့လူပြောကျွန်တော်တို့အားလုံးငရဲသွားမယ်လက်ခလာဆရာပြောတာမဟုတ်ဘူးလေနောက်ကပတ်တော်ပြောတာပဲနောက်ကပတ်တော်မယုံဘူးလားနောက်ကပတ်တော်မယုံဘူးဆိုတော့ဘုရားသားသမီးမဟုတ်သေးဘူးဘုရားသားသမီးမှမြင်နောက်ကပတ်တော်ယုံကြည်ရတယ်ဟုတ်တယ်နော်အဲ့ဒါကြောင့်အာဒမ်ကနဲ့အပိတ္တရဲ့နောက်ဆုံးတော့ခရီးဟာဒီထာဝရငရေပဲဖြစ်တယ်ဘူးမတည်းမိမငင်းနဲ့ဘယ်တော့ရတော့မယ်ဘသူကြောင့်လဲအာဒမ်ကြောင့်ရောမအခန်းကြီး9ငယ်စနေမှာအဲ့ဒီအာဒမ်ကြောင့်အပိကိုယူဆောင်လာပြီးတော့လူသားတွေအားလုံးကိုအပိညွန်ထဲမှာကျဲရောက်တဲ့အတွက်ကြောင့်စာတန်မာနရဲ့အမုန်းထဲမှာချီနှောင်ခြင်းကိုခံရတဲ့အတွက်ကြောင့်လူသားတွေအားလုံးဟာထာဝရအနေပေးနေရမှာသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီညမှာလာတဲ့လူတွေအားလုံးဒီငရေမှာသွားပါလို့ဆရာတော်မပြောချင်ပါဘူးဒီညကိုဆက်လက်ပြီးတော့ကောင်းကင်နိုင်ငံရောက်ပြီးရင်ဆက်လက်ပြီးတော့လာကြပါလို့အလုပ်ထိခေါ်တယ်ဒီနေ့တော့အပိတရားကြောင့်ဒီနေ့အဲ့ဒီအပိကနေဘလူလွတ်မြောက်ခဲ့တယ်လေအပိတရားကနေထာဝရကောင်းကင်ကိုဘလူသွားတယ်လေတချင်းစုချင်းအဖြစ်လားတရားဟောခြင်းအဖြစ်လားအလူဝေပေးကခြင်းအဖြစ်လားအမျိုးသမီးပါဝင်ခြင်းဖြစ်လားမဟုတ်ဘူးယေရှုခရစ်တော်တည်းတော့ဦးကီတော်လိုက်ကြောင့်ကြောင့်ဖြစ်တယ်ငါမတပါဘယ်သူမှခမေတော်ထံမရောက်နိုင်ပါတခင်တို့ပြောတဲ့နေကောင်းကင်နိုင်ငံထာဝရတရားမှာမဟုတ်ဘူးတဲ့ထာဝရမီးငရေဘလို့ပူတယ်ဆိုတော့နော်ကျွန်တော်သူလည်းနာမည်ပြီးတော့ဝီလျံဘတ်ချင်အခုမီးထဲမှာလေသူယေရှုခရစ်တော်ကိုယုံကြည်တဲ့အတွက်ကြောင့်မီးကလည်းသူ့ကိုပြောပြောမလဲရောမအင်ပါယာကပေါ့နော်သူကပြောတယ်တရားဟောတယ်အချုပ်ကျထည့်တယ်ယေရှုကိုယေရှုပြမလားရောမအင်ပါယာထုတ်ပါမလားသူတို့ကပြောတယ်ဘာပြောလဲဆိုတော့
Fiona mi kelero ma ni no ma khana bu hola nga ku mi su yin le nga ka na yi pa me khan pi lo nga te me da pe me nga ye win yin ha thao ra te ku ya me ကျွန်တော်မကြောက်ဘူးနင်တို့မိကတဏှာရင်တော့မခံဘူးကျွန်တော်တင်တယ်ပဲစေကမင်းတင်တယ်ပဲတဏှာရင်နဲ့တင်တယ်ပဲနန္ဒာယေစုနဲ့တင်တယ်နင်တို့တော့တဏှာရင်နန္ဒာရင်မဟုတ်ဘူးထာဝရငရဲထိကြလိမ့်မယ်အဲ့ဒါကြောင့်ငါ့ကိုမိမစုခင်လဲမှာငါပြောတဲ့စကားကိုယူကြည့်ပါထာဝရဘုရားကိုယူကြည့်ပါငါကိုတက်ပါကိစ္စမရှိဘူးကျွန်တော်မိကပူခန္ဓာတဏှာရင်နန္ဒာရင်မကစေကရင်ဖြစ်ပါစေတဲ့ကိုဖြစ်ပါစေဒါပေမဲ့နင်တို့ထာဝရ မိကရဲ့ထဲမှာကြောက်မှာကိုကျွန်တော်မလူလာဘူးအဲ့ဒါကျွန်တော်ငါယုံကြည်တဲ့ယေရှုခရစ်တော်ကိုယုံကြည်ပါငါဟောပြောတဲ့တရားကိုယုံကြည်ပါအဲ့လိုသူတို့ကိုပြောထားလိုက်တယ်နော်ရစ်ချတ်ကွန်ဘရန်အာမီနီယမှာထောင်ကြတယ်ဒေါက်တာဆာဆာဒေါက်တာတက်တဲ့အာမီနီယနိုင်ငံပေါ့အာမီနီယနိုင်ငံမှာကွန်မြူနတီနိုင်ငံမှာဦးလျံအဲ့ဒီမှာနော်ကွန်ဘရန်ထောင်ကြတယ်ထောင်ကြတဲ့အချိန်မှာ community ရှိမှာထောင်ထဲမှာတရားဟောတယ်တရားဟောတော့ယေရှုခရစ်တော်ကြောင့်ဟောတယ်ကယ်တင်ခြင်းတရားဟောတယ်အဲ့ဒီအချိန်မှာလူဒီကထောင်သားတွေကမေးတာပေါ့ဆရာအခုဟောပြောနေတဲ့ယေရှုခရစ်တော်ဆိုတာကဘယ်သူနဲ့တူတယ်ရိချတ်ကိုဘရန်ကပြောလဲကျွန်တော်ဟောပြောနေတဲ့ယေရှုခရစ်တော်ဟာချစ်ချင်းမတန်တဲ့ပြည့်စုံတဲ့လူသားတွေအားလုံးကိုကယ်တင်ခြင်းတော်ရောက်စေခြင်းနဲ့ ထာဝရအသက်ကိုရစေခြင်းအဲ့ဒါကြောင့်သူ့အသက်ကိုပေးတာသူ့အသက်ကိုလက်ဝါးကတာမှာပေးတာသူကဘုရားတက်လို့မရဘူးသူဟာအသက်ကိုပေးလို့သူကအသက်ခံတာသူတေချင်းကနဲ့တချူတယ်ဒီချူပြီးတော့ရှင်းပြထားပြောတယ်သူဟာယေရှုခရစ်တော်ဟာဘလို့ကောင်းမြတ်တယ်ဆိုတော့ကျွန်တော်နဲ့တူတယ်အဲ့ဒါနဲ့ community ကထောင်ချတဲ့အချုပ်သားရဲ့အချင်းသားတွေကပြောတယ်အော်ဆရာကျေးဇူးတင်နေတာ ဆရာယေရှုခရစ်တော်ဆိုတာဆရာလူဖြစ်နော်ဒီနေ့ကလည်းဆက်ပြီးတော့ကျွန်တော်တို့ယုံကြည်တယ်ဟာလေလုယာအာမင်ပြတ်တဲ့တာယုံကြည်ပါစေအာမင်ဒီချက်ဝဘရမြတ်သူရတဲ့တာသူရပြောမှုစုပုံကဖျားဖို့တော့ထင်ရှားခဲ့တယ်ဖျားဖို့ချင်းမနဲ့ဘယ်ကတော့တရားတန်တမန်တရားကိုဟောပြောတဲ့အချိန်မှာနောက်ထောင်တဲ့လူတွေအားလုံးကဒီချက်ဝဘရကိုကြည့်တဲ့အချိန်မှာအော်ကျွန်တော်တို့ကယေရှုခရစ်တော်တော့မမြင်ဘူးသူအကြောင်းလည်းမကြောက်ဘူးဒီလည်းမသိဘူးဒါပေမဲ့အခုဟောပြောတဲ့ဆရာနဲ့အဲ့ဒီယေရှုခရစ်တော်အထူးတူပဲဆိုရင်တော့ကျွန်တော်တို့ယေရှုခရစ်ကိုလက်ခံယေရှုခရစ်တော်ကိုယုံကြည်ပြီးဆိုပြီးမှထောင်ထဲမှာရိချတ်ကိုဘရန်ကယဉ်ကျေးခြင်းပင်ကလာကိုပေးပြီးတော့ဆူတောင်းပေးပြီးတော့အချင်းသားများကြီးကကဲ့တင်ခြင်းကိုရတယ်ဆိုပြီးတော့ရိချတ်ကိုဘရန်တက်တဲ့ခါကျမှကျွန်တော်တို့တွေ့ခဲ့တယ်အဲ့ဒါကြောင့်ဒီနေ့တာပြီးတော့ကျွန်တော်တို့ပြောဖို့စုပုံကအစားနေပုံထပ်ပုံကအစား ယုံကြည်သူသားသမီးများဖယားသခင်သားသမီးဖြစ်ကြောင်းကိုတက်တဲ့ခံဖို့လိုတယ်နော်အခုလည်းဆက်ပြောသူတို့ West ပုံစားပုံကအစားနော်အားလုံးကကျွန်တော်ကဘုံတော်ချင်းချက်ဖို့လိုတယ်ဆိုတော့ကိုလည်းဆရာတော်ဆုံးပြောချင်တယ်အဲ့ဒါကြောင့်ဒီနေ့နော်ကျွန်တော်တို့တွားရမယ့်လမ်းကထာဝရငရဲပဲဖြစ်တယ်ဘယ်သူမှငင်းစားလို့မရဘူးယုံကြည်ခြင်းတစ်ခုနဲ့ပဲကျွန်တော်တို့အဲ့ဒီလမ်းကိုဖွင့်နိုင်ပါတယ်ဆိုတော့ဒီလမ်းကိုကျွန်တော်တို့ဖွင့်နိုင်ဖို့ရအတွက်ဒီညဆက်လက်ပြီးတော့တရင်ကောင်းကိုနားထောင်ကြပါဘယ်လိုအသက်လွတ်မလဲဆိုတော့ကိုအားလုံးကိုဖိတ်ခေါ်ခြင်းနဲ့ဒီမှာတခြင်းတစ်ခုစုကိုရတမီလဲတော့တင်တဲ့ကိုဆက်လက်ပြီးတော့ယေရှုနာမနဲ့ဖိတ်ခေါ်ခြင်းပါတယ်အဲ့ဒါပြီးတာနဲ့ဥဆောင်သူရဲ့လက်ထက်မှာအချင်းအားလုံးကိုအပ်ခံပါတယ်လို့အားလုံးပြတ်ကောင်းကြည့်ပေးပါစေ